ဖြိုစင်မြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများကိုပြုပြီးထားတဲ့ပုဂ္ဂိုလ်တွေရနိုင်တဲ့အကျိုးတရားကိုမိန့်ခဲ့ပါတယ်ပရိသတ်ရေဘယ်လိုပုဂ္ဂိုလ်တွေရနိုင်လဲဖြိုစင်မြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုကိုပြုပြီးထားတဲ့ပုဂ္ဂိုလ်တွေပြောပြုပြီးထားတဲ့ပုဂ္ဂိုလ်နော်ပြုဖို့စဉ်းစားနေတာဟုတ်ရလားဘယ်လိုပုဂ္ဂိုလ်အဲ့ဒီပြုပြီးထားတဲ့ပုဂ္ဂိုလ်တွေရနိုင်တဲ့အကျိုးကိုမြတ်စွာဘုရားခွန်အားရှိအောင်ဟောပြီးခဲ့တယ်။ဒါဘုန်းကြီးကဒီပါဠိကိုတစ်လုံးချင်းမြန်မာလိုရှင်းပေးမယ်။ဒုပရိသကပါဠိလေးတစ်လုံးတော့လိုက်ပြီးတော့ဆိုရမယ်။ဆိုကြည့်မယ်။ကတ္တပုံညောအဲ့ဒီဘာနာဘုရားဘလုံးဝခံတယ်ကောင်းဘူး။နောက်ကိုလေကတ္တပုံညောဆိုတာပရိသတ်ပါဠိမြန်မာလိုပြန်ရင်ကုသိုလ်ကောင်းမှုကိုပြုပြီးထားတဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်ပြောလူတယောက်ဟာပရိသတ်ရဲ့ဒါနကောင်းမှုကုသိုလ်တစ်ခုကိုပြုပြီးထားပြီးပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုဘာလို့ခေါ်ကတ္တပုံညပုဂ္ဂိုလ်လို့ခေါ်တယ်ပြောဟုတ်ပြီနော်ကုသိုလ်သာမှန်ရင်ပရိသတ်ရဲ့ဖြူလဲဖြူစင်မြင့်မြတ်တဲ့ကုသိုလ်သာမှန်ရင်အဲ့ဒီကုသိုလ်ပြုပြီးတဲ့ပုဂ္ဂိုလ်တိုင်းကိုပါဠိလိုဘာလို့ခေါ်ကတ္တပုံညပုဂ္ဂိုလ်ပရိသတ်ရဲ့ဒါဆိုရင်ဒါနကောင်းမှုကုသိုလ်ကိုပြုပြီးထားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုဘာလို့ခေါ်သီလကောင်းမှုပြီးရင်ရောဘာဝနာကောင်းမှုပြီးရင်ရောဘာပဲဖြစ်ပြီးဖြူစင်မြင့်မြတ်တဲ့ကုသိုလ်သာပြုပြီးထားရင်ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အဲ့ဒီပုဂ္ဂိုလ်ကိုဘာလို့ခေါ်ကတ္တပုံညပုဂ္ဂိုလ်ပရိသတ်ဒီကနေ့တို့တရားနာပရိသတ်တရားပွဲဘယ်နှညမြောက်၃ညမြောက်ဒီညပြီးရေစက်ချလို့ပြီးပါပြီဖွင့်တော့မယ်ပရိသတ်အောင်မြင်တော့ပြီးဘူးလားဒါဆိုရင်တို့ပရိသတ်တွေဒီကနေ့ညအောင်မြင်သွားတဲ့အချိန်မှာငါတို့တွေအမျက်ဆုံးတရားအလူကြီးကို၃ညတိုင်အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီဆိုပြီးတော့တို့လည်းကတ္တပုံညာထဲမှာပါမသွားဘူးပါသွားတယ်ဒါကြောင့်ပြိဿရေကတ္တပုံညာဆိုတာယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုကိုဖြူလဲဖြူစင်တယ်မြင့်လဲမြင့်မြတ်တယ်ဆိုရင်ကုသိုလ်ပြုပြီးထားရင်အဲ့ဒီပုဂ္ဂိုလ်ကတ္တပုံညာပုဂ္ဂိုလ်ပဲဒါဆိုရင်ဒီကနေ့ညတို့တရားနာပြိဿအားလုံးဘာပုဂ္ဂိုလ်တွေဖြစ်ကတ္တပုံညာဒါဆိုရင်ပြိဿရေကတ္တပုံညောကုသိုလ်ကောင်းမှုကိုပြုပြီးထားတဲ့ပုဂ္ဂိုလ်သည်ကတ္တပုံညောမိမိရဲ့ချွေးနှီးစားများနဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုသုံးညတိုင်အလိုကြီးပြီးခဲ့တဲ့အလုံးသောဒုဓမ္မဆွေတော်မျိုးတော်ပေါင်းတို့သည်ဣဒာပိစုပန်လောကဤလူဘဝ၌နန္တတိနိတจิตာဝံမြောက်ဝမ်းသာဖြစ်ရပါပြီဟောအကျိုးတရားကဒီလူဘဝမှာပဲအဲ့ဒီကတ္တပုံညာပုဂ္ဂိုလ်များစိတ်ကလေးကိုကြည်လင်ပြီးတော့နှစ်သက်စိတ်ဝမ်းမြောက်စိတ်လေးနဲ့အမြဲတမ်းကြည်နူးခွင့်ရတယ်။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုပြီးတဲ့ပုဂ္ဂိုလ်တွေဒီဘဝမှာတေချာပေါက်ရတဲ့အကျိုးသည်နှစ်သက်ကြည်လင်ပြီးတော့ဝမ်းမြောက်ရတဲ့စိတ်တဲ့ဖြစ်လားမဖြစ်လား။ဘာပဲဖြစ်ဖြစ်လေပြိဿမိမိပြုတဲ့ဒါနကုသိုလ်သည်ဓမ္မဒါနပဲဖြစ်ဖြစ်ဆွမ်းဒါနပဲဖြစ်ဖြစ်သင်္ကန်းဒါနပဲဖြစ်ဖြစ်ကျောင်းဒါနဘာကိုပဲဖြစ်ဖြစ်ဒါနဆိုတဲ့အရာအလုံးသည်မိမိရဲ့ချွေးနှီးစာအလှငွေလေးကိုမစွန့်မဲနဲ့တဏှာကိုမဖြတ်ဘဲနဲ့ရောက်ပါမလားကြီးစံပြိဿရေနေပူမိုးရွာမရှောင်အရက်နေပင်မရှောင်လူမျိုးစုံရဲ့မျက်နှာနဲ့လောဘတွေဒေါသတွေနဲ့မျက်နှာကြောတွေတင်းပြီးတော့ရအောင်ရှာခဲ့ရတဲ့ငွေကြေးလေးများသည်ဒီငွေကြေးတွေကိုအားလုံးစုပေါင်းပြီးတော့ရလာတာကနေ၃ညတိုင်မြတ်စွာဘုရားရဲ့တရားတော်ကိုလူတွေရဲ့နားထဲကနေနှလုံးသားထဲအထိအုံနောက်ထဲအထိပြိဿရဲ့ဝင်သွားအောင်လှူပေးနိုင်လိုက်တဲ့ဆိုတဲ့အလူကြီးကိုရလိုက်ပြီဆိုတဲ့ကရှားတော့ကပင်ပန်းထားသမျှသည်ရလိုက်တဲ့ဟောဒီကုသိုလ်အကျိုးလေးတွေးလိုက်တာလေတကယ်သာဖြူစင်တဲ့ကုသိုလ်သာမှန်ရင်ကျင့်လို့မရဘူး။ဘာမြောက်လို့မရဘူးလား။ရတယ်ဒါပြိဿရဲ့ဘယ်ဒါနပဲဖြစ်ဖြစ်
မိမိပြုကျင်တဲ့ကုသိုလ်လေးကဖြူလဲဖြူစင်တယ်မြတ်တဲ့ကုသိုလ်လေးမှန်ရင်လူသားတိုင်းဟောဒီကုသိုလ်ရဲ့အကျိုးဝမ်းမြောက်ဝမ်းသာစိတ်ရလားမရလားရတယ်ဒီတော့ပြိဿကြီးဘုံဘုံပြောချင်တာအဲ့ဒါပါဒီကနေ့အမြတ်ဆုံးတရားလူကြီးကိုအောင်မြင်အောင်လှူလိုက်တဲ့အချိန်မှာလမ်းသူလမ်းသားအချင်းချင်းလို့ဆိုတော်လည်းပဲတယောက်နဲ့တယောက်အမြင်မကြည်လင်တာတွေအပြောအစင်မပြေတာတွေမျက်လုံးအကြည့်အစင်မပြေတာတွေမရှိနိုင်ဘူးလားရှိကြရှိပါစေပြိဿကြီးလူချင်းအလုံးလုံးရင်တော့နှခမ်းရင်တွေးတော့မပြောဘူးလားမျက်လုံးရင်တွေးတော့မကြည့်ဘူးလားထားလိုက်ပြိဿကြီးအကောင်းတွေကိုရွေးကြည့်ရင်မကောင်းတာတွေဒီပယ်လို့မရဘူးစီးပွားရေးလုပ်တာမှမဟုတ်ပဲကုသိုလ်ပြုတာပဲတခါပြိဿကြီးကိုယ်အိမ်ကမိသားစု9ယောက်လောက်လေးရှိတာတော့ဘုန်းကြီးလေး9ပါးဆုံးကပ်ဖို့ဟိုဘက်ကျောင်းပြင်မယ်ဒီဘက်ကျောင်းပြင်မယ်ညီရတာမရှိဘူးအများကြီးပဲအဲ့တော့ပြိဿကြီးကုသိုလ်ကောင်းမှုတစ်ခုပြုပြီးရင်အဲ့ဒီအဆိုင်အခင်းတွေကိုအခုလိုအခြေအနေရောက်ရင်အကုန်ဖြေနေရတယ်။ဩတို့လူတွေပဲပုထုဇဉ်ချင်းချင်းဖြစ်မှာပေါ့။ तू ကလည်းသူ့ဆန္ဒငါလည်းငါဆန္ဒပြီးတော့ဒါတွေအလုံးထားလိုက်တော့ဖယ်လိုက်တော့ငါတို့အောင်မြင်အောင်ပြုနိုင်ခဲ့ပြီဆိုတဲ့အတွေးလေးတစ်ခုတွေးလိုက်ကိုပြုလိုက်တဲ့အဲ့ဒီကုသိုလ်ရဲ့အကျိုးဆက်ကိုကြည့်လိုက်တော့ကြည်စမ်းပြိဿရဲ့လူသိမ့်မရှိတဲ့ခွန်အားလေးနဲ့စုလိုက်တဲ့အလုပ်ပဲလူပေါင်းများစွာကိုနားထဲမှာတရားအသိဉာဏ်တွေမပေးနိုင်ဘူးဝင်သွားတဲ့တရားတွေလက်တွေ့ကျင့်သုံးရင်ဒီလူတွေစိတ်တွေငြိမ်းစေတဲ့တရားလားပူစေတဲ့တရားလားငြိမ်းစေတဲ့တရားကိုလှုပ်လိုက်နိုင်တဲ့အတွက်ကြောင့်ပြိဿရဲ့အဲ့ဒါလေးတစ်ခုအာရုံပြုလိုက်တာနဲ့ငါတို့အမျက်ဆုံးတရားအလူကြီးဒီနေ့အောင်မြင်လှူနိုင်ခဲ့ပြီလို့ကျေနပ်နိုင်ရင်ဟောဒီပြိဿအားလုံးနှစ်သက်ကြည်သာဝမ်းမြောက်ဝမ်းသာဖြစ်ရမှာပါအဆိုင်ခဲတွေရင်ထဲထည့်တိုင်းတော့ကိုကုသိုလ်ကမဖြူစင်တဲ့အတွက်ကြောင့်ကိုပြောရပါမယ်ဒါဆိုရင်ပြောခြင်းဘာလို့ရမလဲဖြူရမယ်ပြောခြင်းဘာဖြစ်ရမလဲပြောခြင်းနဲ့လူတာကနှခမ်းကြီးစုပုတ်နေရင်ကိုကအစောကြီးတွေကမလေးတဲ့မျက်နှာကြီးမဲ့မနေဘူးလေအဲကြောင့်ပြောခြင်းဖြူပါတဲ့ဒါဆိုရင်တို့တရားနာပရိသတ်ဒါလောက်ဆိုရင်ပဲဒါနာကောင်းမှုကုသိုလ်ကရစ်ဖို့ကောင်းနေပြီတို့မြတ်စွာဘုရားရဲ့သာသနာထွန်းကားတဲ့ဒီနိုင်ငံမှာဒါနလို့ပြောလိုက်တာတဲ့ကျွတ်တို့မြန်မာနိုင်ငံကလူမျိုးတွေအများကြီးမလူဘူးလားလူလိုက်တာပရိသတ်ကြီးကျွတ်တို့မြန်မာနိုင်ငံလေးအဲ့တော့အာဝတ်ဆရာကသာသနာဘက်ကကြည့်တော့လေထွန်းကားလိုက်တာဒကာဒကမဘက်ကကြည့်တော့လေဆင်းရဲလိုက်တာတဲ့သူများနိုင်ငံနဲ့ဆိုင်အလွန်ဆင်းရဲပါသို့တော့ဆင်းရဲနေတဲ့အတိုင်းပဲဆင်းရဲတဲ့ကြားကတွေကပဲတန်ဝေကားတွေရနေလို့လားမသိဘူးဘုန်းကြီးတွေကတော့အခြေအနေကောင်းနေတာဘာဖြစ်လို့လဲဆိုရင်ဗုဒ္ဓဘာသာရဲ့နှလုံးသားမှာကကရုဏာတတ်တဲ့စိတ်မေတ္တာထားတဲ့စိတ်သူများကိုအစဉ်ပြေစေခြင်းနဲ့စိတ်ဓာတ်တွေကိန်းနာမကိန်းနာကဘာမှာရှိတဲ့ဘာသာတွေကြီးကျယ်ပြီးဘယ်ဘာသာကဘာတွေညာတွေလာပြောနေတယ်ရှင်ချင်းမှုအရာတယောက်နဲ့တယောက်အတူတွဲနေလို့ရအောင်ဘာသာတိုင်းမှာတော့ကောင်းတဲ့အားတွေအများကြီးရှိပါတယ်လို့စကလုံးလောက်အောင်သာပြောနေရတာပြိဿကြီးတကဘာလုံးကရှိတဲ့ဘာသာတွေဗုဒ္ဓဘာသာရဲ့ဤစနစ်ကိုသာအခြေခံပြီးယူကြည့်တယောက်နဲ့တယောက်ရံဖြစ်မှာမဖြစ်ဘူးပြိဿကြီးဗုဒ္ဓဘာသာစလာတဲ့ခန္တီတရားမေတ္တာတရားစေတနာတရားသဒ္ဒါတရားအကုန်လုံးကိုအခြေခံထားတာပြိဿကြီးလာတဲ့5ပါးသီလသူများကိုမတတ်ဘူးမခိုးဘူးမမဘူးမတော့ဘူးမလိမ်ဘူးဒါနဲ့ကိုပဲပြိဿကြီးလောကမှာတော့မငြိမ်းချမ်းဘူးအဲ့တော့ပြိဿကြီးဗုဒ္ဓဘာသာရဲ့နှလုံးသားကအစာရဲ့အဲ့ဒီဓာတ်ခံနေရှိနေတဲ့အခါကျတော့ကရုဏာတတ်ဆရာရှိနေထုံးရပြန်မေတ္တာထောက်ဆရာရှိတော့လေထုံးရပြန်စေတနာတွေထက်သန်တော့လေထုံးရပြန်ကြည်ညိုတော့လေထုံးရပြန်ဒီတော့ထုတ်လိုက်တာဗုဒ္ဓဘာသာရွှေမြန်မာတွေအထုတ်ကောင်းလိုက်တာတခုတော့ဝမ်းသာကြဒီကနေ့ကဘာမှာပြိဿရဲ့ကျွတ်တော်မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုပြည့်စည်အောင်အမျိုးမျိုးလုပ်မနေဘူးကုလသမဂ္ဂဆိုတဲ့မလီကဘာမှာအားကိုးရမယ်ဆိုတဲ့နေရာကဘန်ကီမွန်းတို့တော်မှမြန်မာနိုင်ငံလာတာပြိဿရဲ့ဗုဒ္ဓဘာသာကိုတိတ်ကွတ်သွားတာလားမြောက်စားတာဟမ်နေကွတ်သွားတာပြိဿရဲ့ဗုဒ္ဓဘာသာကိုမရှိတဲ့လောက်ဟာလေးနဲ့လာပြီးတော့အပြစ်ပြောသွားတာပြောချင်တာကကမ္ဘာပုံရိပ်ထဲမှာမြမပုံရိပ်ကိုပြိဿရဲ့အယောင်ဆိုးသွားတယ်သို့တော်လေအံ့ဩစရာကောင်းတယ်ကမ္ဘာမှာရှိတဲ့လူတွေကပြိဿရဲ့ကိုယ့်တဲ့ဉာဏ်ကြီးတာများတယ်ဒီလူကမကောင်းဘူးပြောတယ်ဟိုလူကမကောင်းဘူးလည်းယုံတာမဟုတ်ဘူးအေးပြိဿရဲ့ဒီလူကကောင်းကွက်ရှာတော့အဲ့အကောင်ကပေါ်တာနှစ်နှစ်ရှိသွားပြီဟိုဘက်တစ်ကလည်း
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ135နိုင်ငံထဲမှာဘယ်နိုင်ငံကဒါနကောင်းမှုအများဆုံးပြုတဲ့နိုင်ငံလေလို့စစ်တမ်းကောက်တာနိုင်ငံပေါင်း135နိုင်ငံနော်ပြိဿအဲ့ထဲမှာကျွတ်တို့မြန်မာနိုင်ငံကပထမရတယ်ဗျာဒါနကောင်းမှုပြုတဲ့နေရာမှာပါရတယ်ကျွတ်တို့နိုင်ငံကကောက်တာမဟုတ်ဘူးနော်အမေရိကန်ကကောက်တာတနိုင်ငံတစ်ကမ္ဘာလုံးကိုလှည့်မှွေနေတဲ့နိုင်ငံကကောက်တာတကယ်ကြတော့ပြိဿနေလို့ရသေးတယ်ဒီပြီးခဲ့တဲ့တနေ့ကထပ်ကောက်တယ်ဒုတိယအကြိမ်ကောက်တော့လည်းပြိဿကျွတ်တို့မြန်မာနိုင်ငံဒီတကတော့တနိုင်ငံနဲ့မဟုတ်ဘူးဘယ်သူနဲ့သွားတွေ့လဲအမေရိကန်နိုင်ငံနဲ့တဲ့ပူးတွဲပထမ135နိုင်ငံမှာပူးတွဲပထမပြိဿဘယ်နိုင်ငံနဲ့ရအမေရိကန်နိုင်ငံနဲ့ဘယ်အရာမှလဲဒါနကောင်းမှုအပြုအများဆုံးနိုင်ငံထဲမှာဒီသတင်းကပြိဿကြီးတကဘာလုံးရှိတဲ့ channel တွေသတင်းတွေမှာအကုန်လုံးလဲပါသွားရအောင်ပြိဿကြီးတကယ်အမှန်တိုင်းသာယင်ထဲကိုဖောက်ကြည့်နိုင်မယ်ဆိုရင်ဒီလူတွေရဲ့မျက်လုံးစာကိုမြင်လိုက်တာနဲ့ပြုတ်ကျဲပြီးတော့အံ့ဩမသွားနိုင်ဘူးဟာမနေ့ကလည်းပဲမြန်မာနိုင်ငံကဒါနကောင်းမှုအများဆုံးနဲ့ဟာဒီနေ့လည်းအမေရိကန်နဲ့ပူးတွဲပထမတယ်အမေရိကန်နဲ့ပူးတွဲပထမရတယ်ပိုတော်ကောင်းသေးတယ်နှစ်နိုင်ငံ compare လေးလုပ်ကြည့်တိုင်းရှင်ကြီးပြိဿကြီးအမေရိကန်နိုင်ငံဒီကမ္ဘာအချမ်းသာဆုံးလားအဆင်းရဲဆုံးလားကမ္ဘာမှာအချမ်းသာဆုံးလို့ကြွေးကြော်တဲ့ထိပ်ဆုံးကနိုင်ငံနဲ့ကျွတ်တို့နိုင်ငံလည်းကြွေးကြော်လို့ရပါတယ်ကမ္ဘာမှာအဆင်းရဲဆုံးလားချမ်းသာဆုံးလားလုံးဝဖယ်မပြီးနိုင်ဘူးပြိဿကြီးဟုတ်လားလုံးဝဖယ်မပြီးနိုင်ဘူးဒါမဲ့လို့အခုဆင်းရဲတွင်နေလွတ်ကင်းအောင်ဆိုပြီးတော့လှုပ်တော့လှုပ်နေတာပဲကြီးတော့ကြီးရတဲ့ချမ်းသာအောင်လှုပ်တာနဲ့သူများနိုင်ငံအတိုးနဲ့ပတ်စံချီးပြီးတော့ပြန်ပြီးတော့ချီးတာစတယ်အကျွေးရတင်းနေအဲ့တော့ပြိဿကြီးပြောချင်တာကကမ္ဘာမှာအဆင်းရဲဆုံးလို့ပြောနေတဲ့ကျွတ်တို့နိုင်ငံနဲ့ကမ္ဘာမှာအချမ်းသာဆုံးဆိုတဲ့နိုင်ငံကဒါနကောင်းမှုအရာကပထမရတယ်ဒီသတင်းဖတ်လိုက်တဲ့တကဘာလုံးမျက်လုံးတွေမပြူးနိုင်ဘူးဟုတ်ပါပြီအချမ်းသာဆုံးနိုင်ငံကပထမရတာဘာစမ်းနဲ့အစင်းဆုံးနိုင်ငံကလူတွေကသူတို့တော့အစင်းဆုံးဖြစ်နေပြီးတော့ဘာဖြစ်လို့ဒါနကောင်းမှုပြီးတဲ့လူတဲ့ကမ်းတဲ့နေရာမှာဘာလို့နံပါတ်1ရရတာလဲဆိုတဲ့အတွေးသူတို့မဝင်နိုင်ဘူးလားကြိုက်သလိုတွေးကြိုက်သလိုအဖြေရှာလူသားအချင်းချင်းပေါ်မှာမေတ္တာထားတတ်လွန်းလို့ကရုဏာတတ်တတ်လွန်းလို့စေတနာတွေတောင်းပုံရပုံကောင်းလွန်းလို့ဟုတ်လားမဟုတ်လားငါတို့ရဲ့ပြုတဲ့ကုသိုလ်ကံဒီဘဝနောင်မှာငါတို့ကိုကောင်းကျိုးတွေပြန်ပေးမှလို့ယုံကြည်တဲ့တရားတရားတွေကိုအခြေခံပြီးတော့ကျွတ်တို့တနိုင်ငံလုံးလှူနေတာမို့လားဒီတော့ဒီတဲ့နူးညံ့တဲ့ဘာသာရှိသေးလားပရိသတ်ကိုဘာသာတိုးတက်လာလို့ရှိရင်သူများဘာသာဝင်တွေကိုစောင့်ရှောက်ဖို့တဲ့သူများဘာသာဘယ်လိုနှိပ်ကိုရမလဲလို့ချောင်းနေတဲ့ဘာသာတွေကြီးဒါပြောရဲတယ်ဒါအတိုက်ကံပြောနေတာမဟုတ်ပရိသတ်ကျွတ်တို့ဘာသာပရိသတ်ကိုဘာသာမဝင်လို့ရှိရင်တတ်ဆိုတာပါလားဘာသာတိုင်းမှာပြိဿရေသူတို့ဘာသာမကြည်ညိုရင်ပဲကြံတဲ့လူတွေကအယူတွေဒိဋ္ဌိတွေသူတို့ဘာလိုက်တတ်ဖို့ပဲပြိဿခေါ်တာတွေကြီးပဲကျွတ်တို့ဘာသာမှာဟောတာတန်ဖိုးရှိတဲ့ဗရမ ्या ကိုပြိဿရေလက်ထဲမှာရင်ထဲထည့်ခွင့်ရထားတာဗုဒ္ဓဘာသာဖြစ်တယ်ဆိုတာအဲ့တော့ကိုယ့်ရဲ့ရင်ထဲကဗရမ ्या ကိုလေချက်ကြောက်နဲ့လှမ်းလှမ်းကြည့်ပြီးတော့အထင်ကြီးမနေနဲ့ဘဝပြိဿရေနေရရင်280 90 100တက်မပို့ဘူးဟုတ်တယ်မလားကိုရတဲ့ဘာသာလေးကိုတန်ဖိုးရှိရှိလေးအသုံးချသွားရင်အခုမြန်မာပြည်ပြိဿကြီးတကဘာလုံးမှာဒါနကောင်းမှုမှာပထမဆိုတဲ့ဂုံတူးသည်ဘုရားဘာသာအတွက်ဂုံယူစရာမကောင်းဘူးကောင်းပါတယ်ဒါကြောင့်ဒါနကောင်းမှုအရာမှာတော့သူကဒီတက်ကြည်ကြည်ဟောစရာလိုသေးလားမလိုတော့ပါဘူးကဲဟောဒီလမ်းကြီးရောဒါနကောင်းမှုအာမကောင်းလားကောင်းတာပေါ့တပြေးနဲ့မင်္ဂလာတောင်ညွန့်ဆိုတာဘုရားဘာသာတရားရှိပေမဲ့အတော်ကျဲသွားတယ်ကျဲပြီးတော့အတော်နင်းမသွားဘူးလားဒါလည်းချနေတာပဲလူမနေဘူးလားစွာလောင်းလည်းမပြည့်ဘူးစွာလောင်းလည်းမပြည့်ဘူးတရားပွဲလည်းမပြည့်ဘူးချနေတာပဲဟုတ်လားအဲ့ဒီမှာညီညွတ်ဖို့တော့လိုပါလေဟုတ်လားတယောက်တစ်ပေါက်သူလှုပ်တာငါစောင့်ကြည့်ငါလှုပ်တာသူကစောင့်ကြည့်ကိုကြီးဖို့မစိမ့်စားဘူးထောက်ကရှာပြီးတော့ဒီကောင်းနေပြောမှုပဲချောင်းမနေပါနဲ့တက်ကြီးလက်ကြီးလှုပ်စမ်းပါဟုတ်ပြီလားဒါဆိုရင်ပြိဿရေဒါနကောင်းမှုအရာမှာတော့နံပါတ်1ဆွဲပြီဆိုတော့မြတ်စွာဘုရားကကုသိုလ်ဆိုတဲ့စကားလုံးရဲ့အောက်မှာဒါနလေးတစ်မျိုးလေးဟောခဲ့တာပြီးတော့ဘာဟောဒီလားဒါဆိုရင်ဒါနကောင်းမှုမှာတော့စစ်တမ်းကောင်းလိုက်တာတို့နိုင်ငံကပထမ2နှစ်ဆက်တိုက်တောင်ချန်ပီယံထိန်းထားနိုင်တယ်ဆိုတော့အခုအချိန်များကဲသီလကောင်းမှုအကောင်းဆုံးနိုင်ငံဘယ်နိုင်ငံလဲလို့စစ်တမ်းကောင်းရင်တို့ပြိဿတို့ဘယ်နေရာလောက်မှရှိမယ်ထင်ပထမ
မလျှော်ဘူးရောင်းစေပဲโอเคလက္ခဏာဘောဒါကိုချင်းချင်းဟုတ်တယ်ပထမပါကျွတ်တို့နိုင်ငံအဲ့ပထမတည်းတော့မှကန်တော်လေးကနံပါတ်ဝုန်းဝမ်းဟိုဘက်ကိုချော်ကြပြီးတော့ဝုန်းလည်းဖြစ်သွားကဲပြိဿရေပထမဆိုရင်ဘုံဘုံမိမ့်မယ်နော်သီလကောင်းမှုကုသိုလ်ဘုံဘုံတို့အမြဲတမ်းစောင့်တည်ရမယ်ကျင့်သုံးနေရမယ်သိက္ခာပုဒ်ကဘယ်လောက်ရှိ220ခုနှစ်အော်သိတယ်နော်ဟိုတာတုပါကျွတ်တို့တောင်သိတယ်ဒါဆိုရင်ဒုပရိသတ်အမြဲတမ်းဖြူနေရမယ်လုံနေရမယ်ခေါင်းကိုပစိုးထမိန်လို့မြင်းနေရမယ်သီလဘယ်နှပါးရှိဘယ်နှပါး5ပါးဘုံဘုံတို့ဟာဘယ်နှပုတ်လောက်กว่าလဲမနေ့ကနှစ်ထွားရင်ဟုတ်လား220ခုกว่าမနေဘူးလားဟောกว่าနေတယ်အေးပါဟုတ်ပါပြီกว่าမှန်းသိရပါပြီဒါဆိုရင်ပရိသတ်ရေဒါနကောင်းမှုမှာပရိသတ်ရေကဘာမှာပထမဆုံး first နေရာကနေရှိနေသလိုပဲသီလလို့ပြောရင်ဒုတရားနာပရိသတ် challenge ခေါ်ရအောင်ကဲဒုပရိသတ်အဲ့ဒီရှိတဲ့5ပါးလေကိုယ့်ဟာကိုပြန်စဉ်းစားကြည့်ကြပြီးခဲ့တဲ့ရက်ဒီလဲစဉ်းစားဒီနေ့တွေလဲစဉ်းစားအဲ့ဒီ5ပါးသီလငါတနေ့တနေ့လုံလုံကြုံကြုံနဲ့အေးရတာများသလားမလုံတလုံနဲ့အေးရတာများလားလို့မှတ်ကြောင်လေးတင်ကြည့်လိုက်ဘာဖြစ်လဲမလုံတလုံများတယ်ခုနကပြောတော့ဘယ်လောက်ဘယ်နေရာမှာနေမှာပထမပဲဒါဆိုမလုံတလုံနဲ့မှာပထမလားပြိဿစဉ်းစားကြည့်တော့ဘယ်နှပါးရှိလဲဩ5ပါး5ပါးကိုခင်ဗျားတို့ကလုံကြုံကြုံကြုံလားမလုံတလုံပြိဿရေမလုံတလုံနေများရင်တော်သေးတယ်မလုံနေရောမပါနိုင်ဘူးလားဟောဒီပေါင်းကျုပ်အရင်တော့ဒီနားမှာနေတော့ဟိုက်နားမှာနေချဲထိုင်နေရှိတယ်ကျုပ်သိတယ်အခုနှလုံးတွေသုံးလုံးတွေထိုးသေးလားထိုးသေးလားမထိုးနဲ့နော်တကယ်မထိုးနဲ့ဘာဖြစ်လဲသိလားခင်ဗျားတို့ရှိတယ်5ပါးတော့မလုံတလုံဆိုရင်ထိုးကြတယ်လို့တော့ပလုံပဲဖြစ်မှာဟုတ်လားအဲ့တော့ပလုံပဲထိုးမနေနဲ့ဟုတ်လားအဲ့တော့ပရိသတ်ရေစဉ်းစားကြည့်ဒါနအရာမှာလက်အလွန်သွတ်တဲ့ဘုဗုဒ္ဓဘာသာများသည်သီလလို့ပြောလိုက်ရင်ဖះလဲဟောတာရှိပြီးသားစောင့်တည်ရမှလဲ5ပါးလေးပဲသို့တော့အဲ့ဒီ5ပါးလေးတော့တော်တော်များများပရိသတ်ရေမလုံတလုံများလားလုံများမလုံတလုံများတယ်ကြည်စံပရိသတ်ရေတပြားမှမကုန်ရတဲ့အဲ့ဒီသီလကြတော့ဒုပရိသတ်တခါတဲ့အိတ်ခါလေးပြန်တွေးလိုက်အမလီ5ပါးသီလလုံလိုက်တာဖြူစင်နေတာပဲလို့များကိုစင်ကျင်လို့တွေ့ရင်ဝမ်းမြောက်ဝမ်းသာဖြစ်ရမလားဝမ်းနေရမလားမလုံတလုံလေးပဲတွေ့နေတဲ့အခါကျတော့ငါဒီနေ့လဲမလုံဒုက္ခပဲဟောကိုပြိဿရေဘယ်သူမှဘာမှမလုံရမလဲဆင်းရဲမနေဘူးကဲကိုမလုံတော့ပြိဿရေအားရှိအောင်ဆိုပြီးအင်အားလူတွေကိုတော့လိုက်ပြီးနေဟောဘယ်နဲ့တော့မလုံတလုံလားလုံလားလို့ပြီးတော့သူတို့ကဘာပြောလဲပရိသတ်အကုန်လုံးခေါင်းနေကြီးခါနေမှာဟုတ်လားအဲ့တော့ပရိသတ်ရေတအိမ်လုံးမေးလိုက်တော့လေမလုံတလုံများတော့အာမလျှော့နေဘူးခုဘအခန်းကိုနှမ်းမေးကြည့်ဝရဏာလေးကလည်းအမတို့တော့ဒီနေ့မလုံတလုံဟင်းနင်တို့ရောဆိုဘာပြောမလဲညနေကျော်နဲ့အဲ့ဒါနေမေးကြဘာကိစ္စနေငါ့ကိုမေးတာပရိသတ်ရေတုတ်တောင်တုတ်လိုက်မလားအဲ့တော့ပရိသတ်ရေဘုံပြောချင်တာကဒါနကောင်းမှုအရာမှာပြန်တွေးရင်တစ်သက်ကြည်သာဝမ်းမြောက်ရတဲ့ပုဂ္ဂိုလ်ဖြစ်သလိုသီလကောင်းမှုမှလည်းဖြစ်ဖို့မလိုဘူးလို့တယ်ဒါဆိုရင်သီလကောင်းမှုဖြစ်ဖို့ဆိုရင်ပြိဿရေပြောတော့တာ5ပါးလက်5ချောင်းချိုးရတယ်တကယ်တမ်းကတော့သီလဆိုတာကာယကံနဲ့လွန်ကျူးမှာကိုတတိလေးကတ်ပရိလေးအုပ်ထိန်ဝစီကံနဲ့လွန်ကျူးမှာကိုတတိလေးကတ်ပရိလေးအုပ်ပြီးထိန်လိုက်ရင်ဒီကာယကံနဲ့ဝစီကံနှစ်ခုလေးမှာတတိကတ်လိုက်တာနဲ့သီလ5ပါးလုံးလုံမသွားဘူးအခုမလုံတာဒီပြိဿရေတတိကတ်လို့လားတတိကင်းတော့ဟောဒါဆိုရင်ပြိဿရေမိမိရဲ့စိတ်ထဲမှာကုသိုလ်ရဲ့ကောင်းကျိုးကဒီဘဝလဲဝမ်းမြောက်ရတယ်မဝမ်းမြောက်ရလားဒီဘဝတည်သွားရင်လည်းပြိဿရေမတည်သေးပေမဲ့လို့နောင်ဘဝဆိုတာမရောက်သေးပေမဲ့ငါမှဒီလောက်ရှိတဲ့ဖြူစင်တဲ့ကုသိုလ်တွေကငါ့ကိုလူချမ်းသာနတ်ချမ်းသာရမှာပေါ့လို့နောင်ဘဝအထီတော့ကြိုပြီးတော့ဝမ်းသာလို့မရဘူးမတည်သေးဘူးနော်မတည်သေးပေမဲ့ကိုယ့်ကုသိုလ်ရဲ့စွမ်းအားသည်ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တဲ့ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကုသိုလ်ကောင်းမှုပြုသူတိုင်းသည်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာမရဘူးအကုသိုလ်ပြုသူတိုင်းသည်အပင်၄ပါးလို့ခေါ်တဲ့ငရဲတိရစ္ဆာန်ပြိတ္တာအတုရကေ
ရောက်နိုင်လားမရောက်ဘူးဒါဆိုရင်ကိုကဒီယုံကြည်မှုကိုအသက်ရှင်စဉ်ကလေးကရှိတဲ့အတိုင်းနဲ့ကုသိုလ်ကိုပြုထားတဲ့အတွက်မတည်သေးပေမဲ့အိုးငါတည်နေခြင်းတည်ငါတည်တော့ဒီကုသိုလ်စွမ်းအားနဲ့ကောင်းတဲ့ဒုက္ခတိဘဝရမှာပဲဆိုတဲ့ယုံကြည်စိတ်တည်မဲ့ဘဝအတွက်ကြိုပွိုက်နဲ့ဝမ်းသာလို့မရဘူးဟောဒါဆိုရင်ပြိဿရဲ့ဒီသီလလေးများပြုလိုက်ရင်ဒီသီလရဲ့စွမ်းအားသည်ဒီဘဝနောင်ဘဝနှစ်ဘဝလုံးတွေးလိုက်တိုင်းမှာဘာဖြစ်လဲဝမ်းမြောက်ရတယ်ဒါကြောင့်သီလနဲ့ပတ်သက်တဲ့ကုသိုလ်လေးနဲ့ပြုပြီးသားပုဂ္ဂိုလ်ဖြစ်ဖို့မလိုဘူးလားဟောဒါဆိုရင်ဒီထဲမှာတချို့လဲ၅ပါးသီလ၈ပါးသီလကိုအမြဲလုံအောင်ထိန်းတဲ့ပုဂ္ဂိုလ်မပါဘူးလားပါတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီစိတ်ကလေးနဲ့ကြည်နူးနိုင်အောင်ဆက်လုပ်ထားမပါသေးတဲ့ပုဂ္ဂိုလ်တွေကလည်းရုပ်နဲ့နာကာယကံနဲ့ဝစီကံမှာတတိကတ်ဖြူစင်တဲ့အကျင့်သီလမြတ်ကိုရအောင်ယူရင်နှစ်ဆင့်တော့ကောင်းကောင်းလေးမပိုင်နိုင်ဘူးလားဟောကတ္တဘုံညောဌာနကောင်းမှုကုသိုလ်နဲ့သီလကောင်းမှုကုသိုလ်ကိုပြုပြီးထားတဲ့ပုဂ္ဂိုလ်သည်အဲ့ဒီလိုလေးများဆိုရင်အဲ့တဲ့ကိုပါသွားရင်မကောင်းဘူးလားအေးဒါကြောင့်ဒါနပြီးတော့သီလပြီးတော့ဘာဝနာကဲပြိဿရေနံပါတ်3ဖြစ်တဲ့ဘာဝနာကြတော့ပွားပြီးတာပုဂ္ဂိုလ်များလားပွားမလို့စဉ်းစားနေတဲ့ပုဂ္ဂိုလ်ကများလားကဲပြိဿရေနေ့စဉ်ဘဝမှာဒါနရဲ့သီလရဲ့ဘာဝနာရဲ့ဘာအလုပ်ဖြစ်ဆုံးလဲဒါနသီလဆိုရင်နည်းနည်းလေးဤမသွားဘူးလားဘာဝနာဆိုရင်ပြိဿရေပွားများတဲ့ပုဂ္ဂိုလ်များလားမပွားများတဲ့ပုဂ္ဂိုလ်များလားမပွားများတဲ့ပုဂ္ဂိုလ်များတယ်ဘာဖြစ်လို့လဲကဲပြောပါဦးဘာဖြစ်လို့မပွားများဖြစ်တာအဲ့ဒါလေးကို source ကိုရှာခြင်းလို့ပါဘုံဘုံကတရားပြတဲ့ဘုံကြီးအပြင်မှာသာကလေးလူကြီးနားလေလို့ရအောင်သုတ်တန်တွေဟောတာရိတ်တာမှာဆိုရင်ဝိပဿနာတရားပဲဟောတာကဲဘုံဘုံတို့ကတရားပြတဲ့ဘုံကြီးဆိုသိကျင်တယ်ဘာဖြစ်လို့မပွားများဖြစ်တာဟမ်ကဲဒကာကြီးတွေဒကာမကြီးတွေရှေ့ရဒကာမကြီးတွေဒကာကြီးတွေအရင်ပြောကြဲကြဲပြောတော့လीမြန်မြန်ထိပေါက်ပါစေကဲဘာဖြစ်လို့မပွားများဖြစ်မအားလို့ပါဖေရဟုတ်ပြီကျေးဇူးတင်ပါတယ်ဖြေတယ်ဆိုရပါပြီကဲဒီဘက်ကလည်းသူတို့မမီလို့စိတ်ကောင်းတယ်ပြောမယ်မေးပြောဘာဖြစ်လို့အာမထုတ်ဖြစ်တာလဲနေကလေးကဘေးတိုက်မပြောဘူးသူတို့နေကလေးကဘေးတိုက်နေတာမပြောဘူးပြိဿရင်ဒီဘက်ကអော်တယ်မအားလို့ပါတဲ့ဟုတ်လားကဲဒီဘက်ကလူတွေအောင်ပါဖြစ်လို့မအားလို့ပဲဟောဘုံဘုံမေးကြည့်ပါဘုံဘုံအားလို့လားဩတာလားမအားပဲနဲ့လားဟောတာလားလို့မေးဟောဘုန်းကြီးကတော့မအားပဲနဲ့လားအဲ့တဲ့မေးဖို့ကောင်းတာလေးကိုမနှက်ဖန်ပြောလိုက်အောင်ပဲမနှက်ဖန်ကြရင်လေဘောပင်နဲ့ပလာဇာအုပ်တုံးလောက်ယူသွားဘယ်သွားမလဲဆိုရင်ရေဝေးတုတ်တန်ခိပေါက်ကိုသွားဘယ်ကိုလဲအဲ့မှာအာသုဘရင်နေဝင်လာရင်ဟုတ်ခဏတာဒီမသားအားလို့သေးတာလားမအားပဲသေးသွားတာလားပြောစမ်းပါဗျာဟုတ်လားအားလို့သေးတဲ့မသားရှိရင်မှတ်ပြီးရင်ကျုပ်စီလာပြီးတော့တယောက်ကိုတသိန်းလာဖို့ပြိဿရေနေတိုင်းသေနေတဲ့လူမရှိဘူးလားအားလို့သေးတာလားမအားပဲနဲ့သေးတာဟောမအားပဲနဲ့သေးဒုပရိသဟုတ်ကဲအားမသေးမှလားမအားပဲနဲ့ဟောသေးတာကြတော့မအားပဲနဲ့သေးရမှာအာထုတ်ပါဆိုတော့မအားသေးတော့ဟောပြိဿရေကြည့်ဒါနာကောင်းမှုပြုပြီဆိုရင်အခုဒီတရားပွဲပဲကြည့်လိုက်တို့ပြိဿနိုင်ရအလူငွေလေးတွေပေါင်းပြီးမှဒီပွဲကြီးဖြစ်အောင်မလုပ်ရအောင်ဒါနလို့ပြောလိုက်တာနဲ့လူစရာအလူငွေမရှိဘဲနဲ့ဖြစ်မှာဟောရှိဖို့လိုတယ်သီလလို့ပြောလိုက်တာနဲ့ပြိဿရေကာယကံဝစီကံမရှောင်ခြင်းပဲနဲ့ဒီသီလဖြူမလားရှောင်ဖို့လိုတယ်နံပါတ်1ဒါနရှိဖို့လိုတယ်နံပါတ်2ရှောင်ဖို့လိုတယ်အဲ့ဒီမှာသမထဘာဝနာထဲတိုင်းပြိဿသမထဘာဝနာဆိုတဲ့ကိုပွားမဲ့ခုံတော်လေးတွေကမ္မထမ်းလေးတွေသိနေဖို့ရနေဖို့ရွတ်တတ်ဖို့မလိုဘူးလားသမထဘာဝနာဆိုရင်လည်းရဖို့လိုတယ်နံပါတ်1ရှိရမယ်နံပါတ်2ရှောင်ရမယ်နံပါတ်3ရရမယ်ကဲဝိပဿနာတရားကြတော့ပြိဿရှိဖို့လိုတယ်တို့ပြိဿပတ်စံမရှိလို့ဆိုယုံနာခန္ဓာကြီးရှိမနေဘူးလားဟာရှောင်စရာလိုလားရွတ်စရာလိုလားတရားရှာဗါလဲအဲ့ဘယ်သူပြောတာလဲတ
တရားရှာကိုမာတွေ့တယ်သိတယ်ဟောဟုတ်ပြီဘသူကိုမာလဲဟောကိုမာဒါလည်းသိတယ်ဟောတရားရှာကိုမာတွေ့ဆိုတာလည်းသိတယ်ဘသူကိုမာလဲကိုမာဆိုတာလည်းသိတယ်ဟောအဲ့ဒါကိုခင်ဗျားတို့ကဘာဖြစ်လို့အာမတော်ဖြစ်တာလဲလာအောင်မယ်ဘာဖြစ်လို့မအားလို့အေးပြိဿကြီးဘာမှမလိမ်နဲ့ဘာမှမလိမ်နဲ့အနည်းချုပ်လိုက်ရင်ပြိဿကြီးနံပါတ်1 reason လေးပြောမယ်ပြင်းလို့ဟုတ်လားမဟုတ်လားအမလီပြင်းလို့ပါရှောက်ပြောမနေပါနဲ့မအားလို့ဆိုသူတို့အားကျင်ကိုရီးယားကိုတခွေမဟုတ်သုံးခွေလောက်ဆက်တိုက်ကြည့်တယ်ကဲအားတော့မအားဘူးလားတရားအားထုတ်ပါဆိုတော့မလီမအားလို့ဒါကမအားလို့တချို့ကမအားလို့အာမထုတ်ဘူးလို့ပြောတာအမှားတော့ဘာမှမဟုတ်ဘူးဘာဖြစ်လို့ပြင်းလို့တချို့ကပြင်းလို့မဟုတ်တရားရှာကိုပါတွေ့ဘသူကိုအဲ့ဒါဘုန်းကြီးကိုလျှောက်တာလေသူတို့ပဲဓမ္မကြီးတွေတရားရှာပဲမှာတွေ့ကိုမာပါဗျာကိုမာပဲရှိပါလေဗျာသိပါလေဗျာဟဲ့ဘယ်သူကိုလဲကိုမာပါပဲဗျာသူတို့ပဲပြောတာအဲ့ဒါခင်ဗျားတို့ဘာလို့ကိုမာမရှာတာလဲအပြည့်ရှင်းတယ်ပြိဿရဲ့ဟောဒီမှာဘုန်းကြီးကတရားများ17နာရီလောက်မှသိကြည့်ခင်ဗျားတို့အိမ်ပြန်ရောက်လို့အိမ်ကဒကာကြီးတွေပြန်မရှိစိတ်တွေငြိမ့်ငြိမ့်နေတာဟဲ့17နာရီထိုးပြီနေအိမ်ပြန်မလာသေးဘူးလားတီးဦးကလေးတယ်နော်တီးဦးလေနေပြီနော်အကြည့်ချိုးနေတာငါသိတယ်ဒါကစ်တီဗီညောင်းနေအဲ့တော့ပြိဿရဲ့တယ်လီဖုန်းတွေကအခုလက်ထဲမှာမပေါ်ဘူးလားပိစံဖုန်းပြိဿနေကိုဘေးရောက်နေတယ်သူများတော့တရားဝဲတော့17နာရီမလာတော့တော့ဟာပြိဿရဲ့အားမပေါ့ခင်ဗျားတို့တရားရှာကိုမာတွေ့ကိုမာရှာဆိုကိုမာမရှာအဲ့ကိုမာပဲလိုက်ရှာနေဘယ်မှာရှာနေလဲကိုမာရှာနေတဲ့ဒကမာကြီးတွေအများကြီးဟုတ်လားအဲ့တော့ကိုမာရှာတော့တရားတွေ့နေဘာတွေ့နေပြဿနာပဲတွေ့နေတာပဲဟုတ်လားအဲ့တော့ကိုမာမရှာနဲ့တရားရှိဘယ်မှာရှာမလဲကိုမာရှာပရိသတ်ရေပြောချင်တာကဘဝတစ်ခုခန္ဓာတစ်ခုကိုပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ဘဝလောင်ရင်ထဲမှာဘလောက်ပဲအတူနေခြင်းနဲ့တန်ရောစင်နေတဲ့နေခြင်းတနေ့ဘုန်းကြီးတို့အားလုံးသူအရင်လားကိုအရင်လားဆိုတာမသိတာတနေ့ပါဖြစ်ဒီမှာပဲပရိသတ်ရေဘဝတစ်ခုပရိသတ်ရေသိရမယ်ဆိုတဲ့သဘောတရားကြီးဘလောက်အားတဲ့လူဖြစ်ဖြစ်သိနေလားမသိဘူးသို့တော့ဘယ်အချိန်ဆိုတာသိတာဘယ်အချိန်ဆိုတာလည်းမသိဘူးသိရမှာဆိုတာလည်းသိတယ်ဆိုရင်ကျမ်းမာရေးကောင်းတော့တတိကောင်းတော့ဟောတဲ့တရားကိုနာနိုင်တဲ့တရားကိုမှတ်နိုင်တော့မှတ်တဲ့တရားကိုလက်တွေ့ကျင့်နိုင်တော့အခြေအနေလေးမှာပြိဿရဲ့အဲ့ဒီဘာဝနာတရားဘယ်အိမ်မှမသွားပဲနဲ့ကြိုက်တဲ့နေရာမှာမှတ်လို့ရတာယူဘာဖြစ်လို့ပြီးထားရတာလဲနှမျိုးမကောင်းဘူးဘဝကြီးတွေကိုဘုန်းကြီးတို့ဝင်လာတဲ့အချိန်တုန်းကမွေးလာတဲ့အချိန်တုန်းကဒီလူအားလုံးငိုပြီးတော့ထွက်လာတာလားရည်ပြီးတော့ထွက်လာကိုငိုတဲ့အတန်နာပရိသတ်ရေမကြားခဲ့ရတာဒီကနေ့မွေးတဲ့ကလေးတိုင်းဘယ်လိုထွက်လဲဘယ်လိုငိုလဲဟုတ်ဝဲဆိုတာလေးတော့သိတယ်နော်ဟုတ်ပါပြီဥဝဲဆိုတဲ့ငိုတန်လေးတော့သိသေးတယ်ဆိုရင်ပရိသတ်ရေလောကကြီးတဲ့လူဘဝနဲ့ရောက်လာတော့ကငိုတန်နဲ့ဝင်လာတာမဆမ်းပါဘူးအားလုံးမငိုခဲ့ဘူးလားသို့တော်ပရိသတ်ရေဖျားစစ်ရဲ့သာသနာအစစ်မှာတရားစစ်တွေဒီလောက်ထွန်းကားပြီးတော့နာကျင်သလားအောင်မလီစကိုင်းတကနာမလားမြဝတီကနာမလားမြမသာနာမလား DVD ခွင်နဲ့နာမလားအိရှိထွက်နာမလားပေါင်ရနာမလားပလက်နာမလားငုတ်တုံနာမလားအကုန်နာလို့မရဘူးနာတဲ့တရားလေးဒီလောက်ခက်စားပြီးတော့နာတဲ့တဲမှာလက်တွေ့ကျင့်သုံးစရာဝိပဿနာအလုပ်ကြီးတွေမပါဘူးပြိဿရေဖျားစစ်သာသနာနဲ့တွေ့တယ်တရားစစ်ထွန်းကားတဲ့အချိန်မှာလူဖြစ်တယ်ရိတ်တာလည်းပေါ်လိုက်တာဤစနစ်အစုံအားထုတ်ဖို့စီမံပေးထားပါရဲ့ကင်းနေပြိဿရေဝိပဿနာတရားအာမထုတ်ဖင်းနဲ့သေဂာနီးမှာကြောက်ကရွတ်ငါနဲ့ငိုကညီးကတည်သွားရမယ်ဆိုရင်အငုံနဲ့စခဲ့တဲ့ဒီဘဝအငုံနဲ့ပဲပြန်ထွက်သွားရင်ဘယ်သူရှုံးလဲရှုံးတာပေါ့ပြိဿရေအကယ်၍ဒုပရိသကဟိုအီရန်တို့ဆော်ဒီတို့အစ္စလာမ်နိုင်ငံမှာဝိပဿနာမရှိတဲ့နေရာမှာလူဖြစ်နေတာဆိုရင်လက်ခံတယ်ဝိပဿနာတရားတွေဒီလောက်ထုံးကားပြီးတော့ဒါနာလေးနဲ့ပဲအင်ကြီးဘုန်းကြီးပြောတာခဏရက်ပါအောင်ဖေမပြောသေးဘူးနဲ့ဆရာလေးတွေပြောတာခဏရက်ပါအောင်ဖေဆန်လေးဇွန်လေးနဲ့လောင်းလိုက်ဒီလောက်လေးနဲ့ပဲကိုယ့်ပုံကိုပြည်နှက်မင်းနေပဲဆိုပြိဿကြီးအဲ့ဒီကုသိုလ်မျိုးတနိုင်ငံလုံးမရဘူးရှိတယ်ဒီတော့ဖျားစစ်တရားစစ်သံဃာစစ်တွေနဲ့တွေ့တဲ့အချိန်ကိုယ့်အဲ့ဘဝတန်ត្រာမှာထွက်သွားတဲ့အချိန်ပြုံလေးနဲ့ထွက်ခွာနိုင်ဖို့ရန်အတွက်အရေးအကြီးဆုံးကတော့ဒုပရိသဗ
ဘာဝနာအောင်ဝေးနေနဲ့ပြုံးနိုင်ဖို့လိုတယ်မလို့လားအဲကြောင့်တရားလေးတော့အားထုတ်ဖို့မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေအခုခင်ဗျားတို့ကတရားအားထုတ်ပြရလားတရားတော်တဲ့ကဆရာတော်တော်ပြောအေးမင်းတို့လည်းဟောတော်လည်းဟောတာပေါ့တို့လည်းအဆင်ပြေပါနဲ့သူလည်းကြောင်းကြီးကောင်းလို့ဘုန်းကြီးတို့ကအဆင်ပြေတာပေါ့တပည့်တော်မောပါတယ်လို့အယံပင်ပန်းပါတယ်ကိုလိုင်းနဲ့ကိုပဲလေပါတဲ့မင်းတို့ကတရားမှအာမထုတ်တာတဲ့ဟာဘုန်းကြီးအဲ့လိုတော့မပြောပါနဲ့အာထုတ်ပါနဲ့လို့မင်းတရားအာထုတ်တာနဲ့ငါတရားအာထုတ်တာမတူလို့နေမှာပါဒုက္ခပဲလို့ကိုကတော့အရှုံးပေးရမယ်အဲ့တော့ဘုန်းကြီးရဲ့လို့အဲ့လိုအချင်းချင်းတွေတော့မပြောပါနဲ့လို့တရားအာထုတ်တာတော့ချမ်းသာဖို့မှမဟုတ်ဘူးတဲ့ငါချမ်းသာတဲ့တရားအာထုတ်တာတဲ့ပြီးတော့မှပြောပါအောင်လို့အဲ့ဒါဆိုနေအချင်းချင်းတွေဟောမင်းတို့ကမဟာတတိပဋ္ဌာန်တရားအာထုတ်တာလေတဲ့ငါတရားအာထုတ်တယ်ဆိုတော့ငါတရုတ်တန်းတရုတ်ကိုအာထားတာပြောတာသူကဘာဖြစ်လဲတရုတ်တန်းတရုတ်တွေပဲအကုန်လုံးရောက်ကြည့်အောင်ပြီဘာမှမဟုတ်ဘူးလေလာတဲ့လူတွေကလည်းသူကိုရှိတယ်မဲဘုံဘုံသားတို့ကဟိုစာမီးဝဲနေပြီဘုံဘုံမေတ္တာလေးမို့အေးဘောမေလေးကအောင်စီဟာ तू ကပြိဿရေဘုံတို့လိုတော့စီကပကုံပြောကြမယ်ဆိုတော့လေးပဲအလုံးဖြစ်နေတာဟုတ်လားအဲ့တော့ तू ပြောတယ်ငါတို့ကတရားအားထုတ်တယ်ဆိုတရုတ်အားထားတာကွာတဲ့မြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီးပွားရေးမှာတော့ဘိုလ်လုံးလို့တော့ဘာသာရေးကတော့ငါလေးနာအကုန်ခါတာပဲသူပြောတာအဲ့တော့ပြောချင်တာပြိဿရေခင်ဗျားတို့ကတရားအားထုတ်ပါဆိုအဲ့တရုတ်ကြီးပဲအားထားမလို့နဲ့တကယ်ယုံနာမှာမြင်တဲ့တရားလေးအားထုတ်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ပြိဿရေဘုံဘုံတို့တွေဝိပဿနာတရားလေးအားထုတ်လိုက်တဲ့အခါကျတော့ယုံနဲ့နာရဲ့အမှန်ကိုမမြင်ဘူးလားအမှန်များဉာဏ်တွေ့သွားရင်ပြိဿရေစက္ကန့်တိုင်းဟောဒီယုတ်တရားကြီးကယုံဟောင်းနေပေါက်ယုံဟောင်းနေပြောက်ယုတ်တိတိပေါ်တဲ့ယုတ်တိကပြန်ပြီးတော့ဟောင်းစိတ်ဟောင်းနေပြောက်စိတ်တိတိပေါ်တဲ့စိတ်တိကပြန်ဟောင်းဒီယုံဟောင်းစိတ်ဟောင်းယုတ်တိစိတ်တိတွေပဲပြိဿရေတစ်ခုပြီးတစ်ခုဘလောက်တောင်မြန်လဲဆိုနာယီလက်တန်စက္ကန့်လေးလိုပဲဖြည့်ပြန်စက္ကန့်နဲ့ပြောင်းမနေဘူးလားဖြည့်ပြဆိုတာပြိဿရေစလို့ပြောရင်မွေသေးတကယ်ဆိုရင်ပြိဿရေဘုံဘုံတို့ရဲ့ယုံနာနေတတိကတ်ရင်ဒီခန္ဓာကြီးပဲအတူတူလို့ထင်ရပေမယ့်ဘာနဲ့ဥပမာပေးလဲဆိုရင်ပြိဿရေမြစ်ထဲကိုမြစ်နှခမ်းမှာသွားထိုင်တယ်မြစ်ထဲမှာစီးနေတဲ့ယူဟာဒီရဲ့ခုနကရေလို့ပြောလို့ရသေးလားဟာခုနကရေဟိုရောက်သွားပြီလို့ပြောလို့ရသေးလားပြိဿရေတသွေးနဲ့တတန်နဲ့ပုံစံနဲ့ဖြစ်နေတဲ့အတွက်ဒီရေကဟိုမှာလို့ဒီမှာလို့မတင်နဲ့ပြိဿရေရည်စီးသလိုပဲရေကတခါတဲ့ဒီနေရာမှာရုပ်သစ်စစ်ဒီရေကဟိုထွက်သွားဒီရေပေါ်လာဒီရေထွက်သွားနောက်ရေပေါ်လာတယ်ဒီတိုင်းပဲရုပ်ဟောင်းစိတ်ဟောင်းများသည်စက္ကန့်တိုင်းမွေးပြီးစက္ကန့်တိုင်းသည်ဖြစ်အဲ့ဒီနေရာမှာတခါရုပ်သစ်စိတ်သစ်တရားတခါပြန်ပေါ်လာပေါ်တဲ့ရုပ်သစ်စိတ်သစ်ကလည်းအကြာကြီးကိုချက်ချင်းပဲဟောင်းပြီးတော့ဖြစ်ပြသွားတာပဲဒီသဘောလေးသိလိုက်ပြီဆိုတော့ဘုံဘုံတို့ရဲ့ယုံနာသည်စက္ကန့်တိုင်းမွေးစက္ကန့်တိုင်းသိနေတယ်ဖြစ်ပြီးပြတ်နေတယ်ဆိုတဲ့သဘောတရားပေါ်မသွားဘူးအဲ့ဒီသဘောတရားပေါ်ကြတော့ပြိဿရေဒါနာလေးဖြူနဲ့ရမှာလားသီလလေးဖြူနဲ့ရမှာလားဘယ်ကိုသွားဝိပဿနာဘာဝနာလေးနဲ့စောစောကပြောတဲ့အတိုင်းတရားရှာကိုမှတွေ့ဆိုတဲ့အတိုင်းကိုယုံနာမှာကိုယ်တိုင်ရှုမှတ်ထားတဲ့မဟာတတိပဋ္ဌာန်နဲ့ဉာဏ်တွေ့ထားမှပရိသတ်ဖြစ်ပျက်ကိုမြင်တာကိုယ့်ရဲ့ရထားတဲ့ယုံနာကစက္ကန့်နဲ့မွေးသေးဖြစ်ပျက်ပဲလို့သိသွားရင်ကြံတဲ့အရာတွေကောင်းတာတွေဆိုးတာတွေသက်ရှိသက်မဲ့သေရှင်းဖြစ်ပြက်ငါရထားတဲ့ယုံနာတော်စက္ကန့်တိုင်းဖြစ်ပြက်နေတာပဲဘာဆန်းတယ်လဲဆိုတဲ့အသိစိတ်လေးဒီလောကဓာတ်နဲ့ကြုံလာရင်နေတတ်လားမနေတတ်လားဖြစ်တယ်လားမဖြစ်တယ်လားနောက်ဆုံးစောစောပြောသလိုကြိုက်တဲ့အချိန်သိကြိုက်တဲ့ယောဂလာသိရတော့မယ်ဆိုရင်ပြိဿရေကိုယ်အမှတ်တတိလေးနဲ့ကိုခံစားနေရတဲ့ဝေဒနာကိုတော့စက္ကန့်တိုင်းတိုးမှုရောမှုတီးမှုဖြစ်မှုပြောင်းမှုပြတ်မှုအကုန်လုံးတတိနဲ့ကတ်နေတော့ညီးစရာအော်စရာလိုသေးလားဒီမှာကိုကြောက်ပြီးတော့ငိုစရာလိုသေးလားဟောပြိဿရေနောက်ဆုံးထွက်သက်မှာအမှတ်တတိနဲ့တည်သွားမယ်ဆိုရင်ကို confidence ပေါ့ယုံကြည်တဲ့စိတ်လေးကဘာဖြစ်သွားလဲငါသည်ယုံတဲ့နံတတိကအမှတ်နဲ့တာတည်သွားရင်ကြောက်ရွံ့တွေ့ဝေတဲ့စိတ်မရှိတဲ့အတွက်ကြောင့်ကောင်းမြတ်တဲ့လူချမ်းသာနတ်ချမ်းသာငါတည်ကြပေါ့ပြန်ရလိမ့်မယ်ဆိုတဲ့အတွေးလေးတည်ရမှသိပေမဲ့တည်ခြင်းစိတ်တောင်မပေါ်နိုင်ဘူးဝမ်းသာမနေဘူးလားတကယ်ပဲပြိဿကဘုံပြောဘူးလေဟောဒီနေရာမှာဘုံပြောဘူးလေဘာပြောတာလဲ
ဘုံဘုံကိုယ်တိုင်နောက်ဆုံးသူတို့ကသေပါတော့မယ်လို့သတ်မှတ်ပြီးပြီအဲ့ဒီချိန်မှာဝိပဿနာတော့မဟုတ်ဝိပဿနာမှတ်တော့တမာတိတွေကတအားတီးပြီးတော့ကြာသွားတဲ့အချိန်မှာပြိဿကြီးခေါင်းကြီးကကွဲမတက်ခံစားရတဲ့အချိန်မှာသမထဘာဝနာကိုမှတ်လိုက်တယ်ယုံနာမှာဘာဖြစ်နေတာလဲမသိသမထရဲ့တည်နေတဲ့ဇန်တမာတိဟာလေစိတ်တွေကြီးပြီးတော့တကယ်ပဲပြိဿကြီးဒါမှန်ကန်သောသစ္စာစကားပါဒီအချိန်လေးသိသွားရင်သိကောင်းပါပဲဒီလောက်ကြည်လင်ဝမ်းမြောက်နေတဲ့စိတ်ကကောင်းတဲ့တုပ္ပတိဘဝတော့ငါပြန်ရမယ်ရရင်အဲ့ဒီဘဝမှာဝိပဿနာပါရမီတွေနဲ့ဒီလိုပဲတပြေးတပြေးသိမှသွားရမှာပဲဆိုရင်စိတ်ကသိဖို့တောင်ပြိဿကြီးညှော်နှင်းခဲ့ဘူးပြောချင်တာကသမထနဲ့ဝိပဿနာကိုပြိဿကြီးအစင့်မြင့်တဲ့ဉာဏ်အထိရအောင်ကြိုးစားအားထုတ်ကြည့်မယ်ဆိုရင်တို့ပြိဿအဲ့ဒီကြည်နူးဝမ်းသာစိတ်ကြတော့ဌာနနဲ့လည်းမတူဘူးသီလနဲ့လည်းမတူဘူးတရားဝကြီးကျင့်ပလှူရတာနဲ့လည်းမတူဘူးဝေယဝိဇ္ဇဆောင်ရရတာလည်းမတူဘူးဘာဖြစ်လို့လဲကိုရထားတဲ့ယုတ်နံရဲ့အဟုတ်အမှန်ကိုသိထားတဲ့အတွက်ကြောင့်စိုးရိမ်ရင်ကင်းပြီးတော့ကြည်နူးဝမ်းသာတဲ့စိတ်ဆိုတာအဲ့ဒီမှာအစစ်ကိုရပါလိမ့်မကောင်းလားအဲကြောင့်ဘုံဘုံတို့ဒီတနေ့တေယာနန်းကိုထွက်သွားတော့မယ်ဆိုရင်နဲ့ဘုံဘုံတရားနာမယ်ဘယ်လိုပေးထားလဲပြုံပြုံလေးနဲ့ထွက်နိုင်ဖို့မလိုလားပြုံပြုံလေးနဲ့ထွက်နိုင်ဖို့ဆိုရင်ဒါနာလေးသီလလေးအတရားနာတာလေးဝေယဝဇ္ဇဆောင်ရတာလေးနဲ့ကျင့်တတ်နေလို့ရမလားဘယ်ဒီသွားမလဲဝိပဿနာဘာဝနာတိရအောင်သွားပါတကယ့်ကိုပြုံပြုံလေးနဲ့ထွက်နိုင်သူဖြစ်ပါပါရှင်းပြီလားဘေကဝေပရိသတ်လေးပါးချစ်သားချက်တမိတော့ကတ္တပုံညောကုသိုလ်ကောင်းမှုကိုပြုပြီးထားတဲ့ပုဂ္ဂိုလ်သည်ဝါကတ္တပုံညောမိမိရထားတဲ့ယုတ်တရားနံတရားရဲ့အပေါ်မှာစေကြီးရောင်းကောင်းမြတ်တဲ့မှာတတိပဋ္ဌာန်တရားတော်မြတ်ဖြင့်ဝိပဿနာဉာဏ်မဉာဏ်ဘုံဉာဏ်ဆိုင်အောင်ရှုမှန်ပွားများထားတဲ့ပုဂ္ဂိုလ်သည်ဣဒာပိစ္ဆောပံလောကဤလူဘဝ၌နန္တတိနိတကြည်သာဝံမြောက်ဝန္တာဖြစ်ရပါ၏ဝမ်းမသာနဲ့ဟုတ်လားပိစ္ဆမသိပင်မသိသိညာတော်လည်းပင်သိပြီးတွေ့ကြုံရမယ်နောက်တပတ်လောဘဝမှာဖြင့်ရမယ်ကောင်းမြတ်တဲ့သုခတိဘဝကိုကြိုတွေးခွင့်ရထားတဲ့အတွက်ကြောင့်ပိစ္ဆာတမလောလောကဖို့နောက်ဘဝအတွက်လည်းပင်နန္တတိနိတကြည်သာဝံမြောက်ဝန္တာဖြစ်ရပါ၏မဖြစ်နိုင်ဘူးလားအဲ့ဒီအစဉ်မျိုးအထိဘုံဘုံကသွားစီကျင်တာပါဟုတ်လားတရားဘွေးကြီးတွေအောင်မြင်တာမကောင်းဘူးလားကောင်းတာပေါ့ဒုပရိသနာယုံလေးနဲ့မပြီးနဲ့ခမရတို့ရဲ့ဘုံဘုံဟောဒီဘုန်းကြီးကံတော်လေးသားဘုန်းကြီးတော်မှာပြိဿရဲ့ဒီသမထနဲ့ဝိပဿနာမတက်ရင်2008ခုနှစ်ကသွားပြီခမရတို့ရဲ့အလောင်းတော်တွေ့ရပါမလားဘယ်စရာဘလောက်ကောင်းကောင်းဒီစီးအကောင်းဆုံး2မျိုးနဲ့ပဲမခွဲမစိတ်ပဲသူသွေးကြောသူဟာသူပိတ်သူသွေးကသူဟာသူပျော်ပြီးတော့အကောင်းအတိုင်းပြန်ပြီးတော့ရလာတာဒီအဲ့ဒီဘာဝနာရဲ့ဆွမ်းအားပဲသိပြီးပြီမို့လားဩဘယထနန္တတိပိစ္ဆောပံဓမ္မလောနတ္တသောဘဝမှာဖြင့်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏သောဘုကလောဒီဘဝနဲ့နောက်ဘဝနှစ်ဘဝလုံးဝမ်းမြောက်ဝမ်းသာဖြစ်ရပါတဲ့ထိုပုဂ္ဂိုလ်သည်မေဃတိပုံညာမြတ်သောအမြတ်ဆုံးဖြစ်တဲ့ဘာဝနာကောင်းမှုကုသိုလ်ကိုကတန်ဒီငါရထားတဲ့ယုတ်တရားနံတရားမှာအောင်မြင်စွာနဲ့ပွားများနိုင်ခဲ့ပါမည်ဣတိသောစိတ်တဝါကြံစီတွေ့တော်၍လည်းပဲနန္တတိနိသจิตဝံမြောက်ဝန္တာဖြစ်ရပါ၏ဘာဝနာလေးများညံတွေ့ပြီးလို့ပျော်ရတဲ့အပျော်ကိုရှာကြည့်စမ်းပါဘလောက်ကောင်းတယ်ဆိုတာပြောပြဖို့တော့ခက်ပါလေဟုတ်လားမေငါသည်ဒုက္ခတေကောင်းမြတ်တဲ့ဒုက္ခတိဘဝသို့ကတွန်းရောက်ရသည်ဖြစ်၍ဘေယောအလွန်အလွန်တတ်တဲ့ဒီတတจิตဝံမြောက်ဝန္တာဖြစ်ရနိုင်ပါ၏ဣတိသောဘဂဝါဘုံတော်6ပါးသခင်ဖျားရှင်ကိုတော်မြတ်ကြီးသည်ဩဇာကရုဏာရှိသောမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါ၏တည်းပြိဿရဲ့ဒီတရားကိုဘယ်သူဟောခဲ့တာလဲမြတ်စွာဘုရားဟောခဲ့တဲ့တရားပါဘယ်မှာဟောတာလဲဆိုရင်တာဝတိမြို့စေတုံရွှေကျောင်းတော်မှာဟောပါတယ်
ပြောပါဘယ်သူကိုအကြောင်းပြုပြီးတော့ဟောတာလဲဆိုရင်အနာတပိတထေးကြီးရဲ့သမီးသုမနဒေဝီကိုအကြောင်းပြုပြီးတော့ဟောတာပါပြောအနာတပိတို့ပြောလိုက်ကြတဲ့ကနားထဲမှာယင်မနေဘူးလားယင်နေတယ်ပြိဿရဲ့ဖြစ်လာတဲ့အကြောင်းတွေကမြတ်စွာဘုရားလက်ထက်တော်ကအနာတပိတို့ဝိတာခါတို့သူတို့ကိုယ်တိုင်ကသောတာပန်နေလို့ဆိုတော်လည်းပဲသူတို့အိမ်မှာဘုဒ္ဓဇင်သံဃာတွေမြောက်များစွာနဲ့သံဃာမျိုးစုံဒီနေ့အပါ2000ပြိဿအိမ်မှာဆုံးခံကြွဘာဘလောက်ဝိတာကအကြောင်းမှာအိမ်မှာလည်း2000အနာတပိကြီးအိမ်မှာလည်း2000ပြိဿရဲ့နေ့တိုင်းကြွတာတော့ဒီသံဃာ2000ရဲ့ဆွမ်းကိစ္စဆိုတာလွယ်ပါမလားမလွယ်ပြီမဲ့လို့နေ့တိုင်းမလုပ်နေလေလောင်းလူနေတယ်အဲ့ဒီမှာပြိဿရဲ့အနာတပိသောဝိတာကတော့သံဃာ2000သာလောင်းလူနေတာအခက်ခဲတစ်ခုကဘာရှိလဲဆိုရင်အဲ့ဒီခေတ်ကအခုလိုရက်ွက်တရားအိန္ဒိယမြတ်စွာဘုရားနဲ့သံဃာတော်မြတ်တွေကိုဆွမ်းကပ်ခြင်းနေဆိုရင်အခုခေတ်လိုပေါ့ကျွန်တော်တို့အိမ်မှာကျမတို့အိမ်မှာမနေ့ကရှင်တော်မြတ်ဘုရားနဲ့သံဃာတွေဆွမ်းပင်ထားပါတယ်နော်ကြွခဲ့ပါဦးလာဖိတ်ကြလာဖိတ်ရင်ပြိဿရဲ့လာဖိတ်ခံရတဲ့အိန္ဒိယမေးတယ်ဟဲ့မနေ့ကနင်တို့အိမ်မှာအနာတပိတတိကြီးရောလာမလားမလာဘူးကျမတို့မဖိတ်ထားဘူးဟောဒါဆိုဝိတာကအကြောင်းမှရောလာမလားဖိတ်မထားဘူးမလာဘူးဟောဒီနေရာမှာမလာဘဲနဲ့နင်တို့အလှလုံးမယ်ဆိုရင်နင်တို့အလှဘယ်နှသိမ့်ဘယ်နှသန်းကုန်တို့မလာဘူးတဲ့အဲ့ဒီအလှကပြည့်စုံတဲ့အလှမှမဟုတ်ပဲဖိတ်ပေမဲ့ပြိဿလူတွေကမလာခြင်းဘူးနှစ်ယောက်တစ်ယောက်မှမပိုင်ပြိဿလာခြင်းတယ်ဘာဖြစ်လို့လဲတတိဖြစ်လို့ထင်လို့လားမဟုတ်ဘူးတဲ့ပြိဿအဲ့ဒီခေတ်ကအနာတပိကျောင်းတကာနဲ့ဝိတာကကျောင်းမှာတော့ဘုရားနဲ့တန်ဃာတွေရဲ့အနီးမှာအမြဲတမ်းဖြူစင်တဲ့တရားနဲ့လှုပ်ကျွေးနေတဲ့ပုံကိုယ်တွေဖြစ်တော့အိန္ဒိယကြွလာရင်တန်ဃာကိုဘယ်လိုနေရာပေးရမလဲဝိနည်းအဘလောဘယ်လိုကတ်ရမလဲဘယ်လိုပြောဆိုရမလဲတန်ဃာတွေကဘယ်လိုအာဟာရကိုကြိုက်တယ်ဖုံးပေးတယ်ဆိုတာကြတော့အနီးဆုံးတန်ဃာနားမှာပဲဝကြုံငယ်ပြုတ်နေတဲ့ဒီတကာကြီးနဲ့ဒီတကမာကြီးကပဲအတိဆုံးဖြစ်တယ်ဒီတော့အိန္ဒိယကြွလာရင်ဝိနည်းတော်နဲ့ညီတဲ့ဆွမ်းကတ်တစ်ခုဖြစ်ဖို့တန်ဃာချမ်းသာဖို့တန်ဃာနဲ့ဘုရားရှင်လိုအပ်တဲ့ခင်းဝယ်ဘောဇင်စီမံဓာတ်ဖို့ရန်အတွက်တဲ့ဝိတာကနဲ့အနာတပိပါမသာလိအဲ့ဒီခက်ကဆွမ်းကတ်တစ်ခုအောင်မြင်တယ်လူတွေကလည်းအဲ့ဒီလိုပဲလက်ခံထားတော့လေဝိတာကနဲ့အနာတပိကဘာအခက်အခဲဖြစ်လဲဆိုရင်အလူရှင်တိုင်းကလာပြီးတော့သူတို့မှမျှပြီးတော့သွားတာဘုံဘုံတို့ဓမ္မကတိကလည်းဘယ်နေ့94လမ်းဘသူအိမ်သွားမယ်ဘသူအိမ်သွားမယ်ပေါ့သူတို့အိမ်ကိုမကတ်နိုင်ဘူးသူတို့ကအိမ်ကိုမကတ်နိုင်တာပြိဿအိမ်မှာတန်ခါဘယ်နှပါကြောနဲ့တော့သို့တော်ပြိဿအနာတပိသောဝိတာကတော့ဘလောက်အတုခုဖို့ကောင်းလဲတဲ့တို့ကလည်းသူများတွေအလူမှာကုသိုလ်ရအောင်ဆောင်ရွက်ရပြီတို့အိမ်မှာလည်းဒီတန်ခါတောင်လစ်လက်လို့မဖြစ်ဘူးဆိုတော့လေကိုယ်စလေရွေးရကိုယ်စလေရွေးတဲ့အခါကျဝိတာကအကြောင်းမှကြီးကဘသူရွေးလိုက်လဲဆိုသာသမီတွေအများကြီးနော်မြည်တွေလည်းအများကြီးမြစ်တွေလည်းအများကြီးသို့တော်အဲ့တဲမှာဝိတာကအကြောင်းမှကြီးတန်ခါဒီနားမှာဝေယဝိဇ္ဇဆောင်ရွက်စွမ်းဒီကစီမံဆောင်ရွက်တာတွေကိုစိတ်ပါဝင်စားပြီးတော့အတူတူကုညီလုတ်ကင်ရင်းနဲ့ဆောင်ရွက်ပေးတာဒီသူ့သားရဲ့သမီးညီမလေးတရားပဲထက်ထက်တန်တန်နဲ့စိတ်ဝင်စားဒီတော့ဝိတာကပြိဿရဲ့သူမရှိတဲ့ချင်းတန်ခါ2000ကိုဆွမ်းနဲ့တကွစီမံဆောင်ရွက်ဖို့ရန်ကိုယ်စလဲရွေးတဲ့အခါအဲ့ဒီညီမလေးကိုငါမြည်သားလေးတန်ခါနဲ့ဝိနည်းလွတ်အောင်စီမံဆောင်ရွက်တဲ့တော့ဘာသာတဲ့ကနေငါမြည်တဲ့တနေ့တန်ခါ2000စာဆွမ်းစီမံပြီးရင်ငါမြည်လေးကအဖွားတောင်ယူပါခွင့်ဆိုပြီးတော့မြည်လေးကိုကိုယ်စလဲရွေးတယ်ပြိဿမကောင်းလားအများကြီးပဲနော်သာသမီမြည်တွေမြစ်တွေများပေမဲ့လူတိုင်းစိတ်ဝင်စားရတာအဲကြောင့်ဘုံဘုရားစောစောတုန်းကမေးတာဘယ်သူတွေဥဆောင်တာလဲလို့မေးတာဘုရားဘာသာတွေဒီလမ်းထဲမှာအများကြီးရှိပေမဲ့လို့ပြိဿကြီးဥဆောင်သူနည်းတယ်လို့ထင်လို့မေးတာပုံဝင်လည်းပြောရတယ်ဘာဖြစ်လို့လဲတနေ့လာလဲချစ်ကိုဟဲ့ကောင်ချစ်ကိုလို့မင်းတို့လမ်းထဲလူတွေရောရှိသေးလားဟာရှိပါတယ်ဗျာဘာဖြစ်လို့လဲဘယ်သူတွေလုံးနေမှန်းငါမသိဘူးလို့မင်းမဲ့လာရှောက်နေတာဘာဖြစ်လို့ဒီနေ့မနေ့အထိသူ့ဆရာကျုပ် information မရသေးဘူးကျုပ်ကပြန်ဆက်လာတော့ချစ်ကိုမင်းတို့တရားဝယ်ဖြစ်လာပြိဿကြီးကျုပ်ပြန်မေးရတယ်ဒီတပွဲပဲရှိတယ်
ဖြစ်တယ်ဗျာမသိဘူးလေဝါတော့မင်းစီကပန်းမလတ်လည်းမရောက်ဘူး information နဲ့မလာတော့ငါတရားပွဲဖြစ်လာလည်းမသိပြက်လာလည်းမသိလို့ဖြစ်တယ်ဆရာတော်တဲ့အဲ့ကျမှသူကပြန်တယ်ဆရာတော်ဒီတော့ဘယ်လာကြိုးရမှာလဲဘယ်တော့ကြိုးဘူးလေကွာအပိုးတွေမပြောပါနဲ့ငါလာပါမယ်ဘုမောကမာနမထားပါဘူးဘာဖြစ်လဲအခက်ခဲဆိုတာရှိနေတာပဲကိုလက်ခံပြီးရင်ဖော်လိုက်တာပဲသို့တော်ပရိသတ်တချို့ပွဲတွေကြတော့မေးရတာမမေးလို့မရဘူးကိုကပရိသတ်မမေးပဲကြွရင် तू ကပြက်ရင်ပြက်နေမှာဘုန်းကြီးကပရိသတ်လက်တွေနဲ့ပဲခေါ်ပြီးလမ်းနဲ့ထိုင်ပြီးပြန်သွားမှာလားအဲကြောင့်လမ်းပြီးတော့မှဟာချစ်ကွာမင်းငါတော့ဖြစ်ရင်ဖြစ်တဲ့အကြောင်းတော့ရှောက်လိုက်ကွာလို့ငါပါဘုံမွေဒီလိုတယောက်တည်းပတ်ပြင်းနေမှာအားတော့ပါဒီကွာငါတော့မင်းလားအခုလုပ်ပြရမလို့ဖြစ်နေဟုတ်လားအဲကြောင့်ပရိသတ်အခုဝိတာကရွေးလိုက်တာလေသဘာဝကြလားမကြလားသာသမီမြင်းပြင်းတွေဘလောက်များများတော့ဘာသာတရားကိုမထက်တန်ရွေးတယ်ဒီမှာလည်းပဲထက်တန်တဲ့လူတွေရွေးထားပါပရိသတ်အကယ်၍များပရိသတ်ချစ်ကေဝါထီတွေပါတွေပေါက်ပြီးအမေရိကန်တွေပါတွေထွက်သွားရင်ခင်ဗျားတို့94နဲ့ကျုပ်ကဘယ်သူဖုံးဆက်မှမသိဘူးဘယ်သူနံပါတ်မှားလဲကျုပ်မသိဘူးအဲ့တော့ပရိသတ်ဝိတာကလည်းအဲ့ဒီလိုရွေးတယ်လို့အနာတပိန်ကျောင်းတကာကြီးကလည်းအဲ့ဒီလိုပဲဟုတ်တယ်ငါတို့အိမ်မှာလည်းတန်ခါတစ်ထောင်လစ်လက်လို့မဖြစ်ဘူးဆိုပရိသတ်ရွေးလိုက်တော့အနာတပိန်ကျောင်းတကာကြီးကသမီး3ယောက်တည်းမှာမဟာသုဘဒ္ဓါဆိုတဲ့သမီးအကြီးကိုရွေးလိုက်တယ်သမီးကြီးအဒီလိုပဲအဖေရွေးပြီးတဲ့တာဝန်ကြီးအောင်ထမ်းဆောင်သို့တော့အချိန်နဲ့အရွယ်ရောက်တော့သမီးအကြီးမဟာသုဘဒ္ဓါကြီးကအိမ်အောင်ကြယောက်ျားတော့ပါသွားသူ့အိမ်လိုက်သွားတယ်အဲ့တော့သမီးအလက်သုလသုဘဒ္ဓါတောင်းပြီးသုလသုဘဒ္ဓါလည်းအချိန်နဲ့ရွယ်တော့အိမ်အောင်ကြတော့အမျိုးသားတော့ပါသွားပြန်နံပါတ်3ဖြစ်တဲ့သမီးလေးသုမနဒေဝီလက်ထဲကိုတခါဒီကိစ္စရောက်တယ်အဲ့ဒီမှာပြိတ္တိသုမနဒေဝီလေးကြတော့သူကြတော့အိမ်အောင်သားမွေးကိစ္စကိုလုံးဝစိတ်မဝင်စွာတကိုယ်ဒီအပြိုကြီးဘဝနဲ့ပဲဘုရားသားတော်တန်ခါတော်အရှင်မြတ်တွေကိုဖြူစင်တဲ့ဒါနကောင်းမှုကိုနေတိုင်းဆွမ်းတဲ့တကွလူဝဲတံပွဲကိုစနစ်တရားစီစဉ်သီလဆိုတာလည်းပြိတ္တိအမြဲတမ်းကိုဖြူစင်တဲ့အကျင့်သီလကိုခါတဲ့ပြီးထိန်းထားတယ်နေ့စဉ်နေ့တိုင်းသုမနဒေဝီလေးရဲ့တဏ္ဍာမှာပြိတ္တိတန်ခါတစ်ထောင်ကိုလှူနေတဲ့ဆွမ်းဒါနတစ်ခုနေတဲ့ပဲအမြတ်ဆုံးဒါနတွေမရှိဘူးလားသီလကုသိုလ်ရောဖြူမနေဘူးလားအဲ့ဒီမှာပြိဿကြီးအတုခိုးစရာဝမ်းသာစရာကောင်းတယ်မနက်ပိုင်းတန်ခါရီကိစ္စ12နာရီမွန်းတဲ့တော့ပြီးပြီလဲဆိုရောကြံတဲ့အချိန်တိုင်းမှာသုမနဒေဝီလေးဟာစောစောပြောလို့အိမ်တော်သားမွေးကိစ္စလည်းမရှိတော့ပြိဿကြီးနောက်တနေ့အတွက်ညနေစီမံချိန်မရောက်သမျှကာလပတ်လုံးမှာမိမိအိမ်မှာပဲရထားတဲ့ယုတ်တရားနံတရားကိုဝိပဿနာကုသိုလ်လေးနဲ့အမြဲတမ်းနေပါလေမကောင်းလားတကယ်အချိန်ယူမယ်ဆိုရင်အချိန်ဆိုတာအချိန်ကလူကိုဆွဲတာလားလူကအချိန်ကိုဆွဲတာလူကအချိန်ကိုဆွဲတာပါပဲပြီးတော့သုမနဒေဝီလေးမနက်ပိုင်းမှာဖြူစင်တဲ့ဒါနသီလကိုအခြေခံနှစ်သက်နေတဲ့စိတ်ကြည်နူးနေတဲ့စိတ်တွေကငါမှဖြူစင်တဲ့ဒါနတွေရလိုက်ပြန်ပြီတည်းရဲ့ဖြူစင်တဲ့သီလတွေရလိုက်ပြန်ပြီတည်းရဲ့ကြည်နဲ့နေတဲ့စိတ်လေးမှာပြိတ္တိနှစ်သက်တဲ့ပီတိမဖြစ်နိုင်ဘူးဝမ်းမြောက်တဲ့သောမနတမဖြစ်နိုင်ဘူးတရားမှတ်တယ်ဆိုတာပြိတ္တိအဲ့ဒီပီတိနဲ့သောမနတအခြေခံနေတဲ့အချိန်လေးမှာမိမိရှုမှတ်မဲ့အာယုံကိုရောက်အောင်ပို့လိုက်တာနဲ့အဲ့ဒီမှာ concentrate ဆိုတဲ့တမာတိကအဲ့ဒီမှာတည်တယ်တမာတိတည်ပြီဆိုရင်ယုံနဲ့နာရဲ့အမှန်ကိုဉာဏ်ထဲမှာသိလိုက်ပြီးစက္ကန့်တိုင်းမွေးတည်အဲ့ဒီမှာတွေ့ပြီးစက္ကန့်တိုင်းဖြစ်ပြက်အဲ့ဒီမှာတွေ့အဲ့ဒီကနေမယမနာဒလဇတ်ဆက်မှတ်သွားရင်မဉ္ဇဉ်ဘုံဉဏ်အထိစိုက်ပြီဒါဆိုရင်သုမနဒေဝီလေးပြိတ္တိနေ့စဉ်အောင်မြင်အောင်ဖြူစင်တဲ့ဘာဝနာတရားကိုပွားနေတဲ့အတွက်ကြောင့်မဉ္ဇဉ်ဘုံဉဏ်စိုက်လားမစိုက်ဘူးစိုက်တာပေါ့ဒါကြောင့်ဒုပရိသတ်ကိုဘုံဘုံကပြောတာဗုဒ္ဓဘာသာတွေမှာဖြူစင်တဲ့ဒါနသီလအားတွေကောင်းပေမဲ့အလွန်နီးပြီးအလွန်လွယ်တဲ့ဘာဝနာတရားကိုတော်တော်များများနှီးမနေဘူးလားနေတယ်ဒါကြောင့်ဘုံဘုံကပြုံလေးနဲ့ထွက်ခွာနိုင်ဖို့ရန်အတွက်အဲ့ဒီဘာဝနာလေးနဲ့ပျော်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားပါလို့ပြောတာအဲ့လိုနဲ့ပြိဿရဲ့တနေ့သုမနဒေဝီလေးအေးရတဲ့အပြင်းပြားတယ်သူသိတယ်ငါသိရတော့မယ်တပည့်တွေပြောတယ်ဟဲ့အဖေရှိတဲ့နေရာသွားပြီးရှာကြစမ်းပါအဖေကိုပြောလိုက်ငါကျမ်းမာရေးအတော်ကိုလွန်ကဲနေပြီငါသိရမယ်ထင်တယ်သွားပြောလိုက်ပါတပည့်တွေကမြင်သွားပြောအဖေကလည်းသိရမယ်ထင်တယ်ဆိုကြောက်ကြောက်နဲ့အမြန်ပြန်လာပြိဿရဲ့အဖေကပြတန်နဲ့ပြန်လာပြီမယ်သုမနဒေဝီလေးကတသက်လုံးပတ်လာတဲ့ဘာဝနာရဲ့ကုသိုလ်စွမ်းအားသည်အဲ့ဒီချိန်မှာဝေဒနာကပင်ပန်းနေပြီမယ်ရင်ဘတ်ပေါ်မှာလက်လေးနှစ်ဖက်တည်ပြီးတော့
ခံစားနေရတဲ့ဝေဒနာကိုမဟာတတိပဋ္ဌာန်ဝေဒနာနုပတနာနဲ့မှတ်ပြီးတော့ပြိဿကြီးညီညီလေးညီလည်းမညီဘူးအော်လည်းမအော်ငိုလည်းမငိုအပြည့်ပြန်ရောက်လာတဲ့အဘိအနာတပိသတိကအနာမတိုင်းရင်ဘတ်ပေါ်ကသမီးလက်လေးကိုဖွားဖွားလေးဆုံးသမီးလေးသူမနာဒေဝီသမီးလေးအကျဉ်းကြီးနဲ့ကောသူမနာဒေဝီပြိဿမျက်လုံးလေးတစ်ချက်ဖွင့်ကြည့်မယ်ဘာတော့မောင်လေးရဲ့ခေါ်လိုက်တာထပ်နေတာပဲမောင်လေးရဲ့ကဲဘာတော့အမလီပြိဿရဲ့သူ့အဖေကိုဘယ်လိုခေါ်လိုက်လဲဘာတော့မောင်လေးရဲ့ခေါ်လိုက်တာအကျဉ်းကြီးထပ်နေတာပဲဆိုတော့အနာတပိပြိဿရဲ့သမီးလက်ကိုဆုံးရမျက်လုံးပြူတယ်ဟဲ့သမီးအဖေလေးအဖေခေါ်နေတာသမီးရဲ့အဖေခေါ်နေတာသမီးလေးကြောင်ကနားနဲ့ပြောနေတာလားအဖေခေါ်နေတာပြိဿရဲ့လက်လေးကိုနည်းနည်းလေးပို့ဆုံးလိုက်ပါပေါ့တခါတည်းပြိဿသုမနာဒေဝီရဲ့မျက်လုံးလေးဖွင့်ကြည့်ပြီးပြုံးနေတယ်ဟောမောင်လေးကလေအမသိပါတယ်အမကြောင်ကနားပြောတာမို့တကယ်ခေါ်နေတာပါမောင်လေးကလေပြိဿရဲ့အနာတပိမခံစားနိုင်တော့အမလေးသမီးဒီလောက်ဖြူစင်တဲ့ဒါနသီလဘာဝနာကုသိုလ်အကောင်းတွေရှိရတဲ့ငါသမီးသေကံကြီးကြမှာကြောင်ကနားနေအဖေကိုမောင်လေးနဲ့ပါဇက်ကမချပါလားအဖေဘာလို့ပြောနေတာငါသမီးရဲ့မျက်လုံးဖွင့်နေတော့မမြင်ဘူးလားအခွာပြောင်းလာနောက်ဆုံးပြိဿရဲ့လက်ကလေးကိုကြည့်ပြပါအောင်ဆိုအဖေရဲ့ပါးနားမှာသမီးလက်လေးကပ်ပြီးသမီးရဲ့တရားမှာကြောက်နေလို့ကြောင်ကန်းနေပြောနေတာလားအဖေကိုရှင်းအောင်ပြောသမ်းပါငါသမီးဘာလို့အဖေကိုအဲ့လိုခေါ်နေတာလဲငါသမီးတရားမှာကြောက်နေတာလားမျက်ရည်တွေကပြိဿရဲ့ရွှဲဆိုးပြီးတော့သမီးလက်ကလေးတော့မျက်ရည်တွေကြည့်တဲ့အချိန်သမီးရပြိဿရဲ့လက်ကလေးကိုအသာဆုံးမောင်လေးအမတရားမှာမကြောက်ပါဘူးကြောင်ကန်းလည်းမပြောပါဘူးအမအသေးမှာဘာဖြစ်လို့ကြောက်ရမှာလဲမောင်လေးရဲ့အမသိရဲပါလေပြုံးလေးပြောပြီးတော့ပြိဿရဲ့သိရဲပါတယ်လို့လည်းပြောပြီးရောကဲမြန်ရှိအောင်ပြောရင်သိပြီပေါ့ဗျာဘာဖြစ်ပြီလဲသိပြီသူသိမှဖြစ်မှာကျုပ်တရားတဏှာကြီးကြည့်တော့မယ်ဘာဖြစ်သွားပြီလဲသိသွားပြီသိသွားတဲ့အဖေလို့ခေါ်သွားတယ်ဟာအနာတပိဘလောက်ခံစားရမလဲပြိဿကြီးကိုချင်းစာကြီးလေးအမလေးသမီးဒီလောက်တန်ခါ2000နဲ့နေ့စဉ်ပြုတ်နေတဲ့ဖြူစင်တဲ့ဒါနကုသိုလ်ပိုင်ရှင်ဖြူစင်တဲ့အကျင့်သီလပိုင်ရှင်ရုပ်နာကိုလည်းနေ့တိုင်းပွားနေတဲ့ဖြူစင်တဲ့ဘာဝနာပိုင်ရှင်ငါသမီးလေးဒီကနေ့ကြတော့ကြောက်ရွံ့ကြောင်ကရမ်းနဲ့တည်သွားရတယ်ဖြစ်မှပြရလေငါသမီးမျက်ရည်ဇက်တွေတန်းနဲ့ပဲသမီးအယုတ်လောင်းကိုမိသိညိုပြီးလဲပြီးတော့ပြိဿကြီးအိမ်မပြန်နိုင်ဘူးဇေတော်ရှင်ကျောင်းသွားမြတ်စွာဘုရားကိုဖြစ်ကြောင်းကုန်စင်နဲ့ရှောက်လိုက်မြတ်စွာဘုရားဟဲ့ကြောင်းတကားမင်းငိုလိုက်တာကွာမင်းသမီးကမင်းကိုဘယ်လိုခေါ်သွားလို့မင်းအဲ့လောက်ဖြစ်နေတာလို့တည်တဲ့အထိဗျာသမီးကိုသမီးကတပည့်တော်ကိုမောင်လေးပဲခေါ်သွားတာဗျာပြိဿရဲ့ဖြစ်ကြောင်းကုန်စင်ရှောက်ပြီးတော့မြတ်စွာဘုရားအေးမင်းကတော့အဖေဆိုတော့ငိုမှာပေါ့ကွာတဲ့ငါဘုရားကသိတယ်တဲ့မင်းသမီးကြောင်ကရမ်းနဲ့ကြောက်ရွံ့ခေါ်တာမဟုတ်ဘူးကြောင်းတကားရဲ့မင်းဝမ်းမြောက်ဝမ်းသာဖြစ်လိုက်ပါတဲ့မင်းကိုတကယ်အဲ့ဒီလိုခေါ်သွားတာအရှင်ဘုရားလည်းမောင်လေးလို့ခေါ်ပါတယ်ဆိုဘယ်လိုလုပ်တပည့်တော်ကိုကြောင်ကရမ်းမခေါ်ပဲနေမလဲအေးမင်းကထင်တာကိုကြောင်းတကားတဲ့လောကသဘောအရတော့မင်းကမွေးတာတော့မင်းသမီးဟုတ်ပါတယ်ဓမ္မသဘောနဲ့ကြည့်ရင်မင်းသမီးလေးကနေတိုင်းဖြူစင်တဲ့ဒါနသီလကုသိုလ်ကိုအခြေခံရထားတဲ့ယုတ်တရားနံတရားကိုအားတဲ့အချိန်တိုင်းမှာအချိန်ရအောင်ယူပြီးတော့ရှုမှတ်လိုက်တာကွာတဲ့သူတည်တဲ့အချိန်မှာသူ့အစဉ်ကသက္ကရာဂာမိမဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုင်တဲ့သက္ကရာဂံအမျိုးသမီးလေးအဖြစ်နဲ့တည်ဆုံးသွားတာဒါကြောင့်မင်းကဓမ္မအစဉ်နဲ့ဆိုရင်သောတာပန်ပဲရှိသေးတော့သူ့အောက်တစ်ဆင့်နေတော့မင်းကိုမောင်လေးလို့ခေါ်ပြီးမင်းဆက်အားထုတ်ဖို့တတိပေးသွားတာပါကွာကဲပြိဿကြီးမောင်လေးလို့တကယ်ခေါ်လားမခေါ်ဘာအဆင့်နဲ့ခေါ်ဓမ္မအဆင့်နဲ့ခေါ်တော့သက္ကရာဂံဒီသောတာပန်ကဘာလေးဖြစ်သွားလဲမောင်လေးဖြစ်သွားတယ်အဲ့တော့မှအနာတပိကြီးအော်တပိတော့သမီးကအိမ်မာနေအာထုတာတော်မှသက္ကရာဂံဖြစ်သွားလားဗျာဖြစ်သွားတယ်ကြောင်းတကားအော်တပိတော့အဲ့ဒါဆိုရင်ကျင်နဲ့ဝမ်းသွားပါပြီဗျာအနာတပိမျက်ရည်မတိနိုင်ဘူးအဲ့ဒီတော့မှမြတ်စွာဘုရားကအေးကြောင်းတကားတဲ့မင်းတို့လည်းပဲအားလုံးတနေ့သေခြင်းတရားနဲ့ရင်ဆိုင်တဲ့အခါမှာမင်းသမီးတို့ပဲသေခြင်းကိုမကြောက်ရွံ့ရထားတဲ့ဓမ္မအစစ်နဲ့မိမိသွားရနန်းလေးအာယုပြုနိုင်တဲ့အခါမှာ
ပြုံပြုံလေးနဲ့ထွက်နိုင်အောင်ကြိုးစားကြဖို့လိုတယ်အဲ့ဒီမှာဘုရားကဟောပါတယ်အဲ့တော့မှအနာတပင်ကဒါဆိုရင်တပည့်တော်သမီးလေးအခုဘယ်ဘဝရောက်နေလဲဘုရားဘယ်ဘဝရောက်ရမှာလဲတုတိတာနတ်ပြည်မှာသက္ကရာကနတ်သမီးလေးအဖြစ်နဲ့နတ်စည်းစိမ်ကိုခံစားနေပြီကွာကဲတုတိတာနတ်ပြည်ရောက်မှသိနေတဲ့သုမနဒေဝီသေတာတော့ပြုံပြုံလေးနဲ့ထွက်သွားတာငိုယိုပြီးတော့ထွက်သွားဘာရဲ့စွမ်းအားဘာဝနာရဲ့စွမ်းအားပဲဒါကြောင့်အာလုံတို့ဓမ္မဆွေတော်မျိုးတော်လေဒီလိုဒါနသီလအောင်မွေးကြီးတွေကလည်းစုပေါင်းပြီးတော့ကြိုးစားပြီးတော့ဆင်နွှဲရပါပါပဲသို့တော့ကိုယ်မှာပဲကိုယ်တိုင်ရှာခွင့်ရတဲ့ဘာဝနာအောင်မွေးများနဲ့ကြိုက်တဲ့အချိန်ဒီလောကကထွက်ပြုံပြုံလေးနဲ့ထွက်နိုင်ဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်အားလုံးဘာဝနာတိုင်အောင်ကုသိုလ်များကိုရအောင်ယူနိုင်ကြ၍ကြိုက်တဲ့အချိန်ထွက်ရပါစေနေလေးပြုံပြုံတီလေးပြုံပြုံလေးနဲ့ထွက်ခွာနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်းဒေသေတံသုဒ္ဓဗုဒ္ဓေနသုနိတဝါဓမ္မဒေသနာအဝိနန္ဒနာစိတ်တေနသာဓုသာဓုတိဝါဒထာသာရောတရားနာလာကြပါတဲ့မြာရဂရမပေါင်းသူတော်ကောင်းတို့ဒုမေသေးသူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဗျာဗျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်တိကံအထံတော်မှဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမဓမ္မဒေသနာဘဝခန္ဓာရကြတဲ့အချိန်လေးမှာဘုရားတရားသံဃာအစစ်ယရဏမြတ်သုံးပါးရဲ့သာသနာထွန်းကားတဲ့နေရာမှာလူဖြစ်ပါလျက်ခင်နဲ့ဘာဝနာကုသိုလ်လေးနဲ့ပြုံပြုံလေးမှဒီဘဝကြီးထဲမှာမနေနိုင်ဒီဘဝကြီးထဲကမထွက်ခွာနိုင်ရင်ဖြင့်အလွန်ကိုရှုံးနိုင်တဲ့အတွက်ကြောင့်ပြုံပြုံလေးနဲ့နေနိုင်ပြုံပြုံလေးနဲ့ထွက်ခွာနိုင်ဖို့ရန်ဘာဝနာအောင်ပွဲတိုင်အောင်ရအောင်ယူဖို့တတိပေးလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသုနေတဝါကောင်းစွာယောသေနာကြရကုန်ဤသည်ဖြစ်၍အဘိနန္ဒနာစေတေနာလွန်နှစ်တန်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာကိုတော်ကြီးကတော့ငါတို့ကိုတတိပေးလိုက်ပြီးငါတို့မနက်ဖြန်ကစားပြီးတော့ဘယ်နေရာမှာဘယ်လိုတရားရှာရင်ကောင်းမလဲညင်တော့ရလိုက်တဲ့တရားလေးပေါ်မှာသံဝေကဉာဏ်တွေရအောင်ယူပြီးတော့တနည်းနေ့တစ်ချိန်ချင်းဟောဒီကိုတော်နဲ့များပြန်ပြီးတော့ဆုံးတဲ့အခါမှာတပည့်တော်ဘာဝနာတရားတွေနဲ့ဟောဒီဘဝကြီးမှာလည်းပြုံးပြုံလေးနေနိုင်ပါပြီဗျာကြိုက်တဲ့အချိန်သည်ရင်ပြုံးပြုံလေးသိနိုင်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါပြီဘုရားရေလို့ကျင်းတဲ့စကလုံးလေးနဲ့ငါလျှောက်လိုက်အောင်မယ်ရေလို့မရသေးပြီပဲရမယ်တရားလေးကိုကြိုးကတွေးပြီးတော့ကြည်ကြည်နဲ့ကြည်ကြည်လဲဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသုံးမြတ်လုံးတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာတထာသုံးကြိမ်သုံးဝါနှုံညွတ်အား၍ကောင်းစွာမသွေပြုရင်လိုက်ရလေကိုရာသတိသာဓုသာဓုသာဓု